YouTube မဟာ channel မှာတင်ဆက်ထားသောဗီဒီယိုဇာတ်ကားတစ်ခုလုံးကိုဖြစ်စေတစိမ့်တရေတာကိုဖြစ်စေကူးယူခြင်းအခွေပွားခြင်းနဲ့မြည်သည့် social media ပေါ်တွင်မဆိုထုတ်လွှင့်ခြင်းဖြန့်ဖြူးရောင်းချခြင်းများကိုအမှုပညာရှင်များ၏အကျိုးစီးပွားထိခိုက်စေနိုင်သောကြောင့်အလေးအနက်တားမြစ်ထားပါတယ်ခင်ဗျာကူးယူဖော်ပြခဲ့ပါကစက်သွယ်ရေးဥပဒေပုံမှန်66ခန်းငယ်အရာဖြစ်စေရုပ်မြင်သံကြားနှင့်ဗီဒီယိုဥပဒေပုံမှန်33ခါခွေအရာဖြစ်စေလိုအပ်သလိုတရားစွဲဆိုပြီးဖြစ်ကြောင်းနှင့်3နှစ်ထက်မပိုသောထောင်ဒဏ်နှင့်ငွေဒဏ်330နှစ်ရက်လုံးဖြင့်ကျတင်နိုင်ကြောင်းအတိပေးအပ်ပါတယ်ခင်ဗျာခုချိန်ရစပြီးရှေးဟောင်းသမိုင်းဝင်ပစ္စည်းများလေလံတင်ရောင်းချတဲ့အခမ်းအနားကြီးစတင်ကြောင်းကြေညာအပ်ပါတယ်ခင်ဗျာခလေးစီမပေါ့လူကြီးစီးတဲ့စပိန်ပါကျွန်တော်နည်းနည်းရှင်းပြဝင်ပြပါဒီစပိန်မှာလည်းတမိုင်းရှိပါဘလို့တမိုင်းရှိလဲလို့ပြောရမယ်ဆိုရင်ကျွန်တော်တို့လွတ်လပ်ရေးအတွက်တိုက်ပွဲဝင်ခဲ့တဲ့ရဲဘော်3ကျင်းလောက်တော့ခဏတော့သိကြမှာပါအဲ့ဒီရဲဘော်3ကျိတ်လိုပဲမထင်မရှားနဲ့တိုင်းပြည်အတွက်အသက်ဆုံးသွားတဲ့မျိုးချစ်ပုဂ္ဂိုလ်ကြီးဘို့30ဆိုတာရှိတယ်သူစီးခဲ့တဲ့စပိန်စာဖတ်ရရနေတယ်ကြာစာဖတ်ပါလေ့လာပါဒါဘို့30ငယ်ငယ်ကစီးခဲ့တဲ့စပိန်အဲ့တော့ကျွန်တော်တို့ဒီမှာလေလံဈေးအနေနဲ့ကျွန်တော်တို့စာပြီးခေါ်ပါမယ်ကျန်ကင်းဈေးရ30နဲ့စာဖွင့်ပါတယ်ခင်ဗျာ340ပေးနေပါပြီခင်ဗျာ340တဲ့ပို့ပေးမဲ့သူရှိပါသေးလားခင်ဗျာ390ပေးနေပါပြီခင်ဗျာ390တဲ့ပို့ပေးမဲ့သူရှိပါသေးလားခင်ဗျာ350ပေးနေပါပြီခင်ဗျာ350တဲ့ပို့ပေးမဲ့သူရှိပါသေးလားခင်ဗျာ200ပေးနေပါပြီခင်ဗျာ300တဲ့ပို့ပေးမဲ့သူရှိပါသေးလားခင်ဗျာ300နဲ့2000 300နဲ့2000ပါလေခင်ဗျာ300 2000နဲ့ပို့ပေးမဲ့သူရှိပါသေးလားခင်ဗျာ姐啊，什么人来的？我阿弟孙子那当没洗了的。你不要管，妈妈赶紧起来这个哩。你弄完了瓜，那背着头背开个哪里？哦，那他妈妈一过来，别弄到了呀。没弄完了瓜。姐，哎呀，来一个，不用紧张。你说那瓜要哪个地方？ဆရာမင်းသူကြီးမင်းဒီစပိန်ကိုလေလာအောင်တော့ပါပြီခင်ဗျာဘာလို့ပြနေတာလဲမခေါ်ရသေးဘူးဆရာခေါ်ပြီးမှလို့อ่ะတင်းတယ်ကွာတင်းတယ်ဟဲ့မတိငါပြောက်တဲ့ချိန်ဟဲ့အောင်မနောက်နဲ့တော့ငါတင်းနေတာဟာခွေးနှရက်ကိုကြားဆွဲသွားတယ်ကွာဆရာခွေးဖြစ်နေပြီလေဗျာမဟုတ်ငါကြားဟေးကြားနှရက်ကိုခွေးဆွဲသွားတာကွာအဲ့ဒါမှအမှန်မင်းတော့အသုံးမကြလို့ဘာမဟုတ်တဲ့ပတ်စံ2000နဲ့ကွာဆရာရဲ့ကားစီထဲလိုက်ပါတယ်လို့ပြောပြီးပဲဟာယူအမထဲနဲ့ပေါ့ကွာမထက်တော့ကဘလို့လို့သွားမှာလဲတွန်းသွားဆရာရဲ့တွန်းအောင်နီးလေးမှမဟုတ်တာဆရာရဲ့ငါ့ကိုပြန်ပြောရဲတယ်ဟုတ်လားဟာထားလိုက်ဩထားတယ်ငါ့ကိုပြန်ပြောတာမင်းလားဟုတ်ပါကျင်းနေပါလားကျင်းလားလာအောင်မလက်မရောမဆိုရကောင်တစ်ချက်တည်းနဲ့ပြီးတော့မှာဟုတ်ကဲ့ပါဒါနှစ်ချက်ထဲနော်နှစ်ချက်ထဲပါကျွန်တော်လည်းနှစ်ချက်ပဲပြီးလားကျင်းရတယ်နော်ကျင်းနေပါကောင်းပြီလေနောက်တစ်ကြောင်းပြန်စကြအဖေဒီနေ့အမေက4000နဲ့ပေးထားတယ်နော်4000နဲ့လားဟုတ်ကဲ့ဟာကောင်းပြီလေဒီနေ့တော့4000ဘူးပဲပေါ့အကျွေးချအကျွေးတင်မခံနိုင်ဘူးကအကျွေးတင်မခံနိုင်ဘူးရှင့်မလဲလေဒီစပိန်အစုပ်ကိုအမျိုးမျိုးလက်ပတ်ကြည့်နေတာမပြီးနိုင်တော့ကျမတော့ရှင့်အဲ့လောက်မကြည့်ဘူးနော်မင်းကရိုးနေပြီလေကွာဘာမဟုတ်ဘူးလေမင်းကနေတိုင်းမြင်နေကြလို့ပြောတာစပိန်အစုပ်ကိုများလေတိန်းနေရပေးပြီးလေလံဆွဲလာတယ်ဖုံလုံးတက်မင်းနားမလဲမပြောနဲ့ဒီစပိန်ကစုပ်တယ်ဆိုပြီးနဲ့သူ့ရဲ့ဂုံတိတ်ခါခမ်းနာတယ်
အမလေးဒယ်ဒီရဲ့ဒီစပိန်ရဲ့စုပ်ရဲ့ဂုံတိတ်ခါဘလောက်တော့မှခန်းထားနေလို့လေ ။အမရောက်လာနဲ့အတော်ပဲ။ဒီစပိန်ရဲ့သမိုင်းကြောင်းဒယ်ဒီရှင်းပြ။လွတ်လပ်ရေးအတွက်ပျောက်ကြားစနစ်နဲ့တကူတော်တိုက်ပွဲဝင်ခဲ့တဲ့ဘိုး30ကိုသမီးသိတယ်မလား မသိပါဘူး ။ဒယ်ဒီလည်းမသိဘူး ဟမ် ။မသိဘူးဆိုပေမဲ့အခုသိခွင့်ရပြီလို့အဲ့ဒီမျိုးချစ်ပုဂ္ဂိုလ်ကြီးငယ်ငယ်တုန်းကစီးခဲ့တဲ့စပိန် အော်ဒါကြောင့်ဒယ်ဒီကဒီစပိန်ကိုဈေးကြီးပေးပြီးဝယ်ခဲ့တာပဲ မှန်တာပေါ့သမီးလေးရေဒီစပိန်ကိုလေဒယ်ဒီကသိန်း200မဟုတ်ဘူးသိန်း2000ဆိုလဲပြည့်ဝယ်လိုက်မှာဘာကြောင့်လဲသိလားဟိုဘက်အိမ်ကကောင်ဒီပွဲမှာဒယ်ဒီတောက်ချလိုက်နိုင်လို့အဲ့ဒါဒယ်ဒီရဲ့အကြီးမားဆုံးဂုဏ်သိက္ခာပဲ ဒယ်ဒီဟိုဒီစပိန်ကိုဘယ်သူစီးခဲ့တာ ဘိုး30လေသမီးဘိုး30ပါ ဒီမှာရေးထားတာဘိုးအုံးကြီးတယ်နော်ဒယ်ဒီ သူလဲစီးရင်စီးမှာပေါ့ဟမ်ဘလို့ဘလို့ဘိုးအုံးဒီဟာဟိုကောင်နေမလောက်လောက်ဒီစပိန်ရဲ့နောက်ကဆောင်ဘသူပြောင်းရတာလဲဘသူပြောင်းရလိုက်တာလဲလို့ ကိုကျွန်တော်လည်းအဲ့လောက်မလားဆရာ ဗျာမင်းရော ကျွန်တော်မှစာမတက်တာ ဟာမတက်ဘဲနဲ့မင်းဘာဖြစ်လို့ရေးတာလဲ ဟိုမတက်ပါဘူးဆိုမှဘယ်လိုလုပ်ရေးမှလဲဆရာကလည်း ဟိုအေးတာငါမားတာ ဒီအကြီးထဲခံရဂျင်းနေမှုကြက်တုံမျိုးပါမခွာပဲရှုံဟိုထည့်လိုက်တာရှုံဟိုလေပြန်တောက်ချသွားပြီစာသားနိုင်အကြောင်းသိမယ်တွဲကြသေးတာပေါ့ ဟေးဘာမှမရှိကြဘူးဟာကြောက်ပါဗျာကြောက်ပါဟိုကိုတို့ဘာလို့ရှိလို့လဲရောင်းဖို့လားဝယ်ဖို့လားဗျာအော်ပစ္စည်းပါလာတယ်ဆိုတော့ရောင်းဖို့နေမှာပေါ့ဟိုချက်လောက်ဆက်ကြည့်ပါဟိုဒီကောင်လောက်ဆိုရင်တော့3000လောက်ပဲရမှာဗျာဟာ3000လေလေလာပွဲ300ပေးပြီးဝယ်ထားတာ200တော့ကြော်သေးတယ်အဲ့ဒါကို3000ရမလားကွာလေးလန်ဆိုဟိုကျွန်တော်တော့မသိလို့ဗျာဟိုကျွန်တော်ဆရာနဲ့ရှင်းလိုက် မင်းဆရာဆိုတာနှာခေါင်းပွားနဲ့လူလား ဟုတ်တယ်နည်းနည်းလေးကြီးတယ် အေးဟုတ်အဲ့ဒီနှာခေါင်းပွားတဲ့လူကိုပြောလိုက်ပွားနေတဲ့နှာခေါင်းကိုရောင်ကိုင်းသွားအောင်လုပ်ပေးမဲ့လူတွေရောက်နေတယ်လို့ပြောလိုက်လှမ်းခေါ်လိုက် ဆရာကနှာခေါင်းပြင်မဲ့သူတွေရောက်နေတယ်ဆရာရဲ့နှာခေါင်းပြင်မှာဆရာပစ္စည်းဝယ်မဲ့သူတွေရောက်နေတာဆရာ ဝယ်ပါဘူးပြန်ပေးမှာအော်ပြန်ပေးသမားတွေလေဆရာရဲ့ ပြန်ပေးလေဟုတ်ဗျာ ဖြစ်နေတာတော့ဆောစီဘာဖြစ်နေကြတာတို့ဒီခွာဘာဖြစ်နေတာလဲလို့ဟာဘာလာရောက်တာလဲမြန်မာလားနိုင်လားအင်ကြီးလားဘာလာရောက်တာလဲ ခင်ဗျားတို့ဟောင်းဆိုင်အင်ကြီးလဲဝယ်တာပဲလား ကျွန်တော်တို့အဟောင်းမှန်တပါကုန်ဝယ်တယ်ဗျ ယူးသလိုလိုကြောင်သလိုလုပ်နေတယ်မင်းငါမျက်နှာကိုကြည့်ရ မျက်ချီးတွေရှိသေးတယ် ဒီနာဟုတ်ဟဲ့မနှောင်းနဲ့ပေါ်တော်တွေလာနောက်မနေနဲ့မင်းမှတ်မိအောင်ပါဟိုနေ့ကလေလံပွဲမှာလေ300နဲ့2000နဲ့ဟာဒီဘိုး30စပိန်ကိုဝယ်သွားတဲ့နံပါတ်7မင်းပြောတော့ဘိုး30ဆိုအခုဒီစိတ်မှာဘိုးအုံးသီးဖြစ်နေတယ်အဲ့ဒီကိစ္စကိုလာတာ ဟာဆရာကျွန်တော်မှားသွားပြီဆရာကျွန်တော်တော်တော်မှားသွားပြီ အေးကိုမောင်ကိုဝေခိုင်ငါကြိုက်တယ် အဲ့ဒီမှာမဟုတ်ဘူးကျွန်တော်ရဲ့အားတဲ့ချက်ကျွန်တော်မှာမင်းကျွန်တော်မင်းကြောင့်ငါမားတာလေလံပွဲမှာမင်းကပြောထားတယ်လေဘိုး30ပဲတင်ပေးလိုက်ပါဆိုတော့စပင်းကိုပြောလိုက်တာလေမင်းဘာဖြစ်လို့ဘိုးကြီးကိုတင်လိုက်တာလို့ ကျွန်တော်မသိလားဆရာ ဟာပြီတော်တော်ညနေဘိုးကြီးဘယ်လောက်တန်လဲမင်းသိလား မသိဘူးဆရာ အေးမသိရင်မှတ်ထားဘိုး30ရဲ့အဖို့ဘိုးကြီးစီးတဲ့ဘိန်းကွာပေါ်ပြီးဈေးကြီးတယ်300နဲ့ရောင်းမပြောထားတာဟာကွာယူကြုံမရနေဖြစ်ကုန်ပြီကွာဒီလိုလုပ်လို့ပဲဆရာဟိုဒီဘိန်းကိုထားခဲ့လိုက်ဆရာပတ်သက်ကျွန်တော်ပြန်အောင်လိုက်မယ်ရပတ်စံသွားလို့သွားငါ့ကိုတစ်တာအလဲတက်ကသွားလို့ တစ်တာလဲတဲ့ရှိလားဗျ ဒီဘိုးကလေကျွန်တော်တို့ရှေ့ဟောက်တစ်တာဆင်တာအလဲတက်ရှိတယ်သွားယူလိုက်ပြန်လိုက်မယ် ဟဲ့ဗျာဘာကြမလို့ဆရာကိုလက်ထဲရောက်တယ်ပြန်ပေးစရာမလိုဘူးလေဟုတ်လေအားစီတာညံ့ခံရမှာဒါကူနဲ့ထိုက်လို့ရတာ ငါမင်းတို့ဆရာပါမင်းတို့ကဆရာလာမလို့နဲ့နွားရှိကိုထုံမကျူးနဲ့ဒီမှာမိခင်တလုံးကအချင်းမဟုတ်ဘူးတောက်ချပလိုက်မှာနော်ဟာရောင်းပြီးစလစ်နံပါတ်1တာဝန်ဘူးရေးစက်သား1 this ဟာမပေးဘူး အဲ့လိုတော့ဘလို့နဲ့လေဟိုတခုရှိတယ်ဆရာကျွန်တော်ဟိုဘက်လည်းပြောထားပြီးသားဖြစ်လို့မိတ်ပြတ်ပါဆိုလို့ဟိုကျွန်တော်လက်ဖေးဘူးလို့ပေးခဲ့လိုက် လက်ဖေးကိုဘယ်လောက်လဲပြော ဆက်သိန်းနဲ့ပါဆရာ ဆက်သိန်းပေးဘူး မပေးလိုက်ရပတ်စံသွားယူလဲတက်ပါလဲတက်ပါ no လက်တက် ဘိုး30အဖိုးပိန်းနော် ဟုတ်တယ်ဘုံဒီအစ်စ်ပါ ပတ်စံပေးလက်ဖေးဘူးဟလား ဟုတ်ကဲ့ လက်ဖေးဘူးရတယ်ရော့အဲ့မှာ10သိန်း
လက်ဖေးတောင်းနေမဟုတ်ဘူးလက်ဖေးဆိုင်ဖွင့်ပြီးတက်လုံးတစ်မျိုးလုံးတစ်ဆွေလုံးမျိုးစို့မပေးဘူးရောင်းပြီးစလင်နံပါတ်1တီပါပြီဒီမှာတော့ပုံသေးကြီးတယ်လေဘာလာကမမင်းတို့ဆရာမညံ့ဘူးကွာတော့မကြတယ်ကောင်တော့မကြတယ်ကောင်ဘာဖြစ်လို့လဲအတန်တော်မှာထားတယ်လေဘုံဒီစလုံးကိုရအောင်ဖြောက်ပါဘိုးသုံးတယ်ရေးပါဆိုတော့ဘာဖြစ်လို့ဖြတ်တာလဲဘုံဒီဘာဖြစ်လို့မဖြတ်တာလဲတော့တော့ကွာမင်းတို့တကယ်ကြီးနေပြီတော့ကွာဒီမှာတို့စောင့်နေရသေးတယ်ကဲထောက်ကွာထောက်ကွာလုံးနဲ့တဲ့မှာကြက်ပြီးတော့ကလာစမ်းမသမီးရထိုင်ဟာတို့ကောင်လေးတွေ့နေရမှာတကယ်ကွာအခုသူကြီးပါတင်လိုက်တာကွာအခုလိုမအားတဲ့ကြငါသမီးလေးမင်္ဂလာဆောင်တကူးတကလာပြီးကြီးနေတာသိကျေးဇူးတင်တာပဲလာမှာဗောတငယ်ချင်းဟာငတ်လို့တော့မဟုတ်ဘူးဟေးကိုတငယ်ချင်းအရင်ခေါက်ခေါက်ပဲပွဲမလို့မဖြစ်မနေလာခဲ့တာသိပါတယ်ကွာသိပါတယ်အိမ်မှာပြည့်စုံချက်ပြီးသားသူများလုံးမီးခိုးထိတ်မိသားစုလိုက်လာတာမဟုတ်ဘူးကျွန်တော်ကရင်ရပါမရတယ်ပြောမနေစမ်းပါနဲ့ဟေ့မင်းသမီးရောသမီးအော်အေးငါသမီးလေးခေါ်လာမယ်သမီးလေးဖိတကယ်ကြီးလာနှုတ်ဆက်ပါအောင်သမီးလေးမလေးသမီးလေးအမဲလေးလှလာလိုက်တာငါသမီးရဲ့ဟဲ့ဘိုးဆန်းဟောမင်းသမီးကရန်ကုန်မှာကျောင်းသွားတက်နေတယ်ငါတို့မတွေ့တော့တာလေအမလေးအခုတော်တော်ချောလာတာပဲငငယ်ရွယ်နဲ့ငါတို့ယုံစားပေးစားတယ်နှမျောစရာကွာဒီအိမ်နံဒီပွင့်ငိန်နံပွင့်ပေါ့အေးမင်းသမီးလေးကရန်ကုန်မှာကျောင်းသွားနေနေအခုတို့သားလေးနဲ့တွေ့တာအဲ့ဒီကိစ္စကိုပြောရမယ်ဆိုရင်ဟိုကဒေါ်စိန်မေခရဲ့ကျေးဇူးပေါ့ကွာ तू အချစ်အကျိုးတော်ဆောင်ကြီးလေအေးငါသမီးလေးရဲ့အိမ်တော်ဘက်ကို तू ပဲရှာပေးတာဟုတ်ပါတယ်ရှင်ဒီဘက်တာရှင်ပြောပါနော်ဆင်မကျမ်းပါဒီစင်းလေးကတည်းကတော့ပေးလိုက်လေဒီဘက်တာရှင်ပြောလို့ရဟောအဲ့လိုမျိုးလားဟောအဲ့လိုမျိုး drive ပေးတာလားဟုတ်ကဲ့ကျွန်တော်အချစ်ကျိုးဆောင်ကမ္ပဏီကနေပြီးတော့လူချင်းမတို့လိုအပ်တာရှိတာကိုအကုန်လုံး TV ဆောင်ဆောင်ရွက်ပေးပါတယ်လူရရှိပြောပါသူ့မှာပါမကြခင်လို့မှာမဟုတ်လေသမီးလေးအတွက်လို့မှာလို့ဒါကျွန်တော်ကမ္ပဏီရဲ့ visiting ကပါစိတ်ဟဲ့ရောမင်းမောင်တော့ငါ့ကိုပေးနေတယ်မတူလားငါ့ပေးရတယ်ကွာပြောတို့များလူချင်းစိတ်ကိုလျှော့လိုက်ပါလူချင်းစိတ်လျှော့ပါကျွန်တော်အချစ်ကျိုးဆောင်ကမ္ပဏီကကတ်3ခုလုပ်ထားပါတယ်ကုမ္ပဏီတစ်ခုလုံးကကတ်3ခုလေမဟုတ်ပါဘူးကျွန်တော်3မျိုး3စားလုပ်ထားတာပါကတ်3ခုအတွက်ဖြေလူချင်းမတို့လိုအပ်တာရှိရင်ကျွန်တော်မမနဲ့ဆက်တော့လိုက်ပါဟုတ်ပါပြီမင်းတမတ်နဲ့ငါတို့ကိုလည်းမိတ်ဆက်ပေးဦးလေကွာဟုတ်သွားမယ်ကဲသမီးကိုဖေတငယ်ချင်းနဲ့မိတ်ဆက်ပေးအောင်ခေါ်လိုက်ပါဦးဖေပါတော့ဖေပဲခေါ်လိုက်လေဟုတ်တယ်လေကိုပဲခေါ်လိုက်တော့ကလေးကရှက်နေတာနေဟုတ်ပြီဖေပဲခေါ်လိုက်ပဲသားလေးမိုက်ကယ်ဂျိုစီမိုက်ကယ်ဂျိုစီနဲ့မသိမနဲ့ညာလားမိုက်ကယ်ဂျိုစီသိတာကြပြီလေမဟုတ်တာကွာမိုက်ကယ်ဂျိုစီမဟုတ်ဘူးမိုက်ကယ်ဂျိုစီနာမကောင်းလေတက်ကြီးတော့ပေတော့မှာမွေးရမောက်ပြီးနဘာကလော်ပေးအောင်ဟောသားလေးမိုက်ကယ်ဂျိုစီလာဟေးဒီမှာငါတမကလေးမိုက်ကယ်ဂျိုစီမလေးမတ်မစလို့ငါတမကလေးကွာသူသိမောတာကွာတကယ်ကြီးမင်းတမကိုသိမောတာလို့ခဏမိတ်ဆက်ပေးနေကြမလို့သူ့ရဲ့မျက်နှာလေးကိုကြည့်လိုက်တာနဲ့သိမောတာမှန်သိနေပြီးသားနော်သားလေးမျက်နှာလေးကလေရေရန်လေးရန်တော်တော်ခံရမယ်ပုံမယ်နော်ဟုတ်အန်ကဲသားကိုအလုပ်တွေအရန်ကျူးစားလို့ပါခင်ဗျဟိုရှာလို့ဖွေလို့ရသမျှအားလုံးကလည်းဟောဒီကမအတွက်ပါရောက်ကမအတွက်ပဲလားမဟုတ်ခင်ဗျဟိုသားကသူ့မလို့ခေါ်တာမလို့ခေါ်တာအေးပါကိုရဲ့အသက်ပဲကြည့်တော့မလို့ခေါ်တာကောင်းတာပေါ့ကောင်းတယ်သားကြီးကောင်းတယ်နော်ချိုးရအောင်လဲကွာမိဘလက်ငုံလည်းအမွေကိုထိုင်စားပြီးကိုပဲချမ်းသာသလိုလိုဖာလိုလိုနဲ့အဲ့လိုမျိုးပေါ့ကွာတည်းလိုခွေးလိုနေတဲ့ကောင်တွေတပုတ်ကြီးသားလေးဘာပဲဖြစ်လောကမှာစိတ်နဲ့ကြိုက်ရောင်နဲ့ပါးပြောင်နေဆိုတာလူမျိုးမှတွေလုပ်တယ်လို့မကောင်းဘူးသိတယ်နော်အေးပါပြောဝင်းတာတယ်ကွာနော်မင်းကသမက်ကောင်းလေးရဆိုတာငါတကယ်ချင်းဝင်းတာတယ်ဟောစိတ်မေခအားကုန်မယ်နော်ကျုပ်သမီးလေးကလည်းချောလေးချစ်သူကြီးစားရှိတာမဟုတ်ဘူးကျုပ်သမီးကတော့ဒီကောင်းတဲ့တာတာမျိုးပေးစားမှာနော်စိတ်မေခရေကျုပ်ကလည်းကျုပ်သမီးချောလေးအတွက်ကိုတခါတည်းမှာထားမယ်ကျုပ်သမီးအတွက်သတို့သားလုံးရှာပေးလို့ရှိရင်ရောက်ခမတဲ့ကြီးတဲ့ဒီလိုတမတ်မျိုးတော့မရှာပေးနဲ့နော်ချောလာငယ်လေးပဲတော့စိတ်မေခရေကျုပ်တို့ကတော့လေငွေမမတ်ဘူးဒီကောင်ကြီးလို့မဟုတ်ဘူးဒီမှာတမက်ကချောဖို့လေသမီးကချောတာကိုဒီလိုဖပြုံးယုံမျိုးတော့မပေးစားဘူးနော်ငါလည်းမင်းလိုပဲ
တော့စာကလေးနှုတ်သီးဖြတ်ထားတဲ့ရုပ်မျိုးငါလည်းမပေးတော့ဘူး 哦，没得没得，说俺背咱们的，咱们要修嘛了，地楼可没有，不是，这个没变的有个咱们修嘛了，给别了。你妈家要干嘛在今年的路苗怎么要修不了？俺要修不拉呱，没到标了，俺怎么敢下去也不知道，没到瓜。没到瓜的瓜的。我这比别人高，别了。我让你别跟家比，妈，梦里叫的不噜噜我们的。ကဲအဲ့ဒါတော့ကြောက်နေလားအဲ့ဒီခါဝင်နေလိုက်တော့ဟဲ့ 好嘛，你好。ထူးထူးဆန်းဆန်းငါတူမလေးကအန်တီကိုစိုက်မှာခမင်းနေပါဖိတ်ကြွေးလို့ပါလားကဲပြောပါပူဇာလို့ ပူဇာစရာမရှိပါဘူးတီတီရဲ့သိချင်တာလေးတစ်ခုတော့ရှိတယ် သိကျင်လားဘာဖြစ်တယ်လို့ ကို့အဖေနဲ့ဖြူနုဖေကဘာလို့မတည့်ကြရလဲ ဟုတ်တယ်မမီသမီးလည်းလေအဲ့အကြောင်းသိကျင်နေရမမီမမီရဲ့ တကယ်တော့သမီးရဲ့ဖေဖေနဲ့မမေရဲ့အန်နီတို့လင်မယားနှစ်ယောက်ရဲ့ဟိုးငယ်ငယ်လေးတည်းကအိမ်နီးနားချင်းကစားပေါ်တငယ်ချင်းတွေလေသမီးတို့ရဲ့အဖေသမီးတို့ရဲ့အဖိုးပေါ့သူကအရန်ချမ်းသာတဲ့မြို့မြတ်တဲ့ပုံတတိကြီးတူသမီးတို့ရဲ့ဖိုးဖိုးမှာအရန်ချောမောလာပါတဲ့ဇနီးတစ်ယောက်ရှိတယ်သူ့နာမည်ကဒေါ်နန်းဆန်းတဲ့ 那怎么变木了？男生，ဒီလူလောကကြီးထဲမှာနောက်ထပ်6လပဲအသက်ရှင်ဝင်ရတော့မှာ ဘယ်နဲ့နမမရှိနေပါဘူးဘာလို့ရှောက်ပြောနေတာလို့ဘယ်သူကပြောတာလဲဘေးရင်ဆရာကပြောတာလား ဘေးရင်ဆရာပြောတော့မဟုတ်ဘူးဆရာဝန်ကြီးကပြောတာနားဆိုင်ရဲ့စစ်စစ်ချက်ထွက်လာပြီနားဆိုင်တေးကိစ္စဖြစ်နေတယ်နောက်ထပ်6လတော့ပဲတက်ရှင်တော့ပါတယ် သွေးကင်ဆာမကောက်လို့ဘာကင်ဆာကြိုက်တာဖြစ်နော်ရှိတဲ့စီစဉ်ပြုတ်တင်ပြုတ်လေးတွေနောက်စားဒီမှာမကူကျင်လို့ရှိရင်ဘန်ကောက်မှာကူကျင်လားစင်ကာပူမှာကူကျင်လားအင်္ဂလန်မှာကူလားလုံးဝကူပြီ ဘယ်မှာမှမကူတော့ဆရာဝန်ရဲ့တေချာလို့ပြောနေတာလက်ဆန်တွေလက်ဆန်ဒီအပူအကုန်မခံချင်ပါနဲ့တော့ကူကူရဲ့လက်ဆန်ကူစိတ်ပူနေတာလေကူကူနဲ့လက်ဆန်သားလေးတွေ့ပဲလက်ဆန်မရှိတော့တဲ့နောက်ပိုင်းပါကူကူနောက်အိမ်တော့ပြူသွားခဲ့လက်ဆန်ရဲ့သားလေးမိတွေးလက်ထက်မှာမျက်နှာငယ်နေအောင် အော်နောက်စားရဲ့ လက်ဆန်စိုးရိမ်နေတဲ့ကူ အစိုးရနေကိုအဲ့လောက်တစ္ဆာမဲတယ်လို့တက်လုံးလို့ ဟုတ်ကူကူသစ္စာမဲ့တယ်လို့ပြောနေတာမဟုတ်ဘူးတွေ့တာဆန္ဒအရငယ်တော့ရွယ်တော့မှာကူရုပ်ရည်ကူရဲ့ပိုင်ဆိုင်မှုအဲ့ဒါတွေကိုလူချင်းတဲ့မိန်းကလေးတွေကဝိုင်းဝန်းလေနေမှာပဲကူအဲ့ဒါကိုနှမ်းဆက်စိတ်ပူတာ ဟုတ်တော့လေဟုတ်ပါတယ်လေ နှမ်းဆက်မရှိတော့တဲ့နောက်ပိုင်းမှာကူနဲ့နှမ်းဆက်ရဲ့သားလေးအတွက်တခုစီစဉ်ခဲ့မှာဘူးဖြစ်တော့မယ်မမကိုကြီးနဲ့သားလေးကိုစိတ်မချလို့မမလေးလက်ထပ်အပ်ခဲ့တယ်ဆိုပြီးတော်တော်လုံးကိုရင်တယောက်လို့လူတီလေးစားလာလို့လူတီလက်ထပ်မလေးတော့လိပ်ပြမလို့ပါတယ်လိပ်ပြမလို့ကြာကြောက်ရှိတယ်မမမရှိတော့တဲ့နောက်ပိုင်းမမရဲ့သားလေးပေါ်မှာပြီးခင်တယောက်လိုမျိုးပြစ်တာထားနိုင်တဲ့သူဆိုနေပါလိမ့်မရှိတယ်ကျေးဇူးလေးရှင်ကျေးဇူးလေးဟာအခုကိုယ်ရဲ့အရက်ပိုင်းနေစီလာပြီဆို
ကြားခင်အချိန်တိုးတွင်းမှာဟုတ်ထဲရရှိတဲ့ကုတုတူလေးကအပြင်လုံးဆိုထွက်လာတာပါအဲ့ကြလို့ရှိရင်အကိုကြီးရဲ့သားကျူးရဲ့တူလေးကိုအရင်လိုချစ်နိုင်ပါဦးလားအကိုကြီးစိတ်ကူပါကိုကြီးရဲ့မမရဲ့သားကျူးရဲ့တူကျူးရဲ့သားပဲပေါ့ဟုတ်ပြီဖြစ်ကြပြန်ပြီလားနင်ကလေအကြီးပြပြီးဘယ်တော့မှအငယ်ကိုမညောင်းအမြဲတမ်းနိုင်ကျင်တယ်တော်တော်တရေရုပ်တဲ့ကောင်ပေးလားအဲ့ဒီကောင်နဲ့မစောနဲ့လာမကြောက်အဲ့ဒီအချိန်မှာမြုပ်နေတဲ့လက်မြွေရဲ့နှလုံးသားမှာအမုန်းတရားတွေစူးနစ်ဆိုင်ဝင်ခဲ့တာအရွယ်ရောက်တဲ့ထိပါပဲသမီးတို့ရေအဲ့ဒီအမုန်းတရားတွေကိုပိုပြီးကြီးထွားစေခဲ့တဲ့ပြဿနာကြီးရတော့ကိုတိုင်းလည်းမဟုတ်ဘူးဒီလုံးကညီမရဲ့ညီမလေးရဲ့ချစ်သူကိုညီရလေအားတဲ့အိမ်ကထွက်ဖို့သူအဆင်မပြေလို့တဲ့ပြီးရင်သူလိုက်လာခဲ့ပါမယ်တဲ့မြတ်ချစ်ကိုခဏခေါ်သွားပေးပါတဲ့ပြီးလို့ရှိရင်သူစုံမဲ့နေရာကိုချိန်ထားတာအဲ့ဒါအခုကနေလိုက်လို့အဆင်ပြေလားကိုတည်းကမှာလိုက်တယ်ဆိုရင်ညီမလိုက်ခဲ့ပါမယ်အဲ့ဆိုတော့မြန်လက်လေလူကြီးတွေသိရလားညချင်းညီမမျက်နှာဘာတွေပေးနေရညနေမှာဘာတွေပေးနေရလဲနင်းမလို့လာရပြကုန်မယ်ရအခုတော့ပြင်မယ်နော်ရလားရတယ်ကိုကတော့နော်ဟုတ်ငါညီမဟုတ်လက်တိုင်ဘာနိုင်လဲမသိဘူးချစ်ညီလေးကိုကြီးပါမသိတယ်ပြောလို့ဒီနေ့မင်းကောင်မလေးကိုမင်းသွားခိုးစရာမလိုတော့ဘာဖြစ်လို့ဘာဖြစ်လို့လဲဆိုတော့မင်းကောင်မလေးကိုမင်းစားကိုကြီးကခိုးသွားလို့ပေါ့ကွာဟေ့မင်းမယုံပါနဲ့တော့ဟဲ့မင်းကိုတောက်ချလိုက်ကိုချစ်သူကိုပြစ်ပြီးများသူများချစ်သူကိုခိုးရတယ်လို့အေးပါလာလောက်တာလေဟိုလေမျက်နှာမှာတခုပေလို့အဲ့ဒါလေးကျွန်တော်လာပြန်ပြီတယောက်အဲ့လိုလုပ်ချင်တာမလားငါ့ဘာမှမလုပ်လိုက်ရဘူးအဲ့ဒါဆိုလို့ရှိရင်မမီနဲ့ပိုးဦးရဲ့အဖေနဲ့ဟာချစ်သူတွေဖြစ်ခဲ့ဘူးလေပေါ့ဖြူနုကလည်းအဲ့ဒါဆိုရင်ဖြူနုအဖေနဲ့ပိုးအမေနဲ့ကလည်းချစ်သူတွေဖြစ်ခဲ့ရပဲလေတော်ကြပါတော့ရှက်စရာလေမမီပုံစံကြီးကရှက်တဲ့ပုံလည်းမပေါက်ပါဘူးသမီးစားကြရရှာစားလာမဲ့လာတော့လေမိသားစုနှစ်စုစလုံးကိုရောက်လာကြတော့တာကိုကျွန်တော်ရင်လာတာခင်ဗျကျွန်တော်ရင်လာတာကျွန်တော်တော့ကနေခေါင်းလိုက်လာကျွန်တော်ရင်လာတာပြောငါစိတ်ကူးနဲ့ငါလာမင်းတော့ကမလုပ်လိုက်ကားပမှန်နဲ့မြင်ခဲ့တယ်မင်းငါကားတော့ကနေလိုက်လာဦးစားပေးတာငါမင်းရှိကိုသွားမလို့ငါရင်လာတာငါစိတ်ကူးနဲ့တောက်ချလိုက်မယ်နော်ဒါတောက်ချမင်းတော့မတောက်ဘူးအားလာဆိုသူများမင်းတော့မင်းကမင်းကောင်ထိလို့နာဟုတ်လားဟဲ့မဆွဆွဲနဲ့နော်ငါ့ကိုမဆွဆွဲနဲ့နော်မဟုတ်ဘူးလားမဟုတ်ဘူးပါရအမလေးပြောစားရှိတာပြောလိုက်ပါဘူးကိုပြောနေတယ်မင်းကငါ့ကိုထိန်းလို့နဲ့မင်းကောင်ထိမှစိုးနေတာဟုတ်လားရှက်တယ်မရှက်ဘူးလားလူကြီးမင်းတို့ခဏလေးပါလူကြီးမင်းတို့လိုင်းကိစ္စလေးကိုကျွန်တော်မမောက်လဲပြောပါအောင်ပြောမှာပေါ့ပြောချင်ပါတယ်ပြောချင်လို့လာတာပဲလေပါပြောမှာပေါ့ဒီလိုပါအခုလိုင်းကိစ္စသမီးကိစ္စအဲ့ဒီသမီးကိစ္စကိုရောက်ပြီတော်တော်များနေပြီငါပြောနေတယ်ငါပြောလို့မရဘူးလားငါသမီးကိစ္စငါပြောလို့မရဘူးတော်တယ်ပြောမင်းပါလို့လူရဲလို့ဘာခိုင်းလို့ဟဲ့ကြက်ပြင်းနေပြန်မမရှိအဲ့တော့ဗျာကျွန်တော်ပြောချင်တာဟာရောက်မင်းတော်တော်များနေငါပြောမလို့ကွာငါပြောတော့မရဘူးလားချစ်လေးဒီမှာတောင်းပါမှာမရှိ
ကျမပဲပြောလိုက်ပါမယ်နော်ခွင့်ပြုပါဒီလိုပါမစိတ်မိထားရယ်ကျမတို့သမီးလေးပေါ့နော်အဲ့ဒါအိမ်တော်သားလေးချပေးခြင်းလို့တင့်တော်တဲ့သူလေးများအဲ့ဒါအဆင်ပြေမလားဆိုပြီးတော့လာပြီးတော့တိုင်ပင်ကြတာပါရှင်စိတ်မပူကြပါနဲ့ရှင်တို့သမီးလေးတွေအတွက်ကိုအုပ်စဘောရုပ်ချော့ကိုရီးယားမင်းသားတွေတဲ့ချောတဲ့တမလောင်းလေးတွေကိုကျမရှာပေးပါစိတ်ချမင်္ဂလာပါလို့မင်္ဂလာပါလို့ဒီမင်္ဂလာပါဘောဘူးလေဗျာခင်ဗျားဘာကိစ္စလဲမင်းနေတာဟုတ်လေမင်္ဂလာကိစ္စလားလို့မင်္ဂလာပါလို့ခွန်းဆက်ပါအော်သဘောပေါက်ပြီဝိုင်းဝိုင်းဒီလိုပါဆရာကြီးကျွန်တော်သမီးကအခုမင်္ဂလာဆောင်ဖို့အတွက်အခုမှတို့သားလောက်ရွေးတုံးရှိသေးတယ်ဘိတ်သိက်ဆရာမလုံသေးရပါတော့လားဟုတ်လေတော့စမေခလိုက်တဲ့တို့သားလောက်ဒေဒီရဲ့တမလောင်းခမညာမဟုတ်လေကိုတမကိုခမညာလို့မခေါ်အောင်လေတာငယ်လေးစီရနားနဲ့နေစမ်းပါဦးရှင်ကဘာလို့ဒီပုံစံကြီးဝတ်လာတာလဲတော့စမေခပြောရလေတို့သားလောင်းရွေးလို့အစင်ပြေရင်တခါတည်းမင်္ဂလာဆောင်အောင်ဘယ်လိုဝတ်လာဖေးလာပါလေကြောက်စရာကောင်းတော့အောင်လာဒါနဲ့ခမညာအသက်က90နှစ်မှ6နှစ်ဟာကျွန်တော်ကျူးကျွန်တော်ဘာဝင်လုပ်တယ်လဲကျွန်တော်မမမလားကျွန်တော်ဟိုမမစိန်မိခါထွက်လိုက်တာလူချင်းမင်းတို့ရဲ့တမီးတွေအတွက်ဟိုတို့သားလောင်းတွေကလေဒါကျွန်တော်တူလေးတွေအမွာသူကအကြီးသူကငယ်တော့ရဲ့ကြီးတော့ငယ်လေးတွေတော့ရဲ့ကြီးတော့ငယ်အမွာဟုတ်တယ်ကိုလေးကိုလေးတမီးနဲ့တူအဲ့ဒါကြောင်တောင်ကောင်းလေးဟာကြောင်တောင်ကောင်းလေးငါရှိလာပို့တယ်ဟလားအဲ့ကြောင်တောင်ဟိုဘက်ကကြောင်တောင်တွေသွားပို့တယ်ဆရာပို့ပါတယ်ဟိုဘက်ကကြောင်တောင်ရှိဒီကြောင်တောင်ကောင်သွားပို့ပါတယ်အဲ့ဒါဟိုဘက်ကကြောင်တောင်ဒီကြောင်တောင်ကောင်ဟုတ်တယ်ဒီဘက်ကကြောင်တောင်ရှိပို့ပါဆိုကျွန်တော်ကြောင်တောင်နဲ့လာပို့တာပါမင်းကငါ့ကိုကြောင်တောင်လို့ပြောတယ်ဟုတ်ပါတယ်ခင်ဗျာဒီကနေ့အဲ့ခဲဦးလေကြောင်မစီရောကြောင်မလာနဲ့ဘုမလည်းမကြောက်ဒီလည်းမကြောက်ကျွန်တော်တို့သုံးပါဘိုးတက်ပြန်ပါလားဟုတ်တယ်ရေလားဗျာတော့စိန်မေခရှင်ဟိုခမရဒီမှာရှိနေတာဟိုခမရရှိရတာဘာလို့မထူးတာလဲရှင်တို့အချိန်ပြတ်မှာဆိုလို့ဟောသဘောကောင်းနေနော်ဟမ်ထင်ကြပါဦးမထိုင်ပါဘူးထိုင်လို့လာတာမဟုတ်ဘူးအော်မထိုင်ရင်လည်းနေကျမတော့မထနိုင်ဘူးညောင်းလို့အဲ့ဒါထိုင်တယ်မျိုးပဲကဲလိုင်းကိစ္စလေးပြောပါဦးလိုင်းကိစ္စကိုပြောရမယ်ဆိုရင်ကျွန်တော်သမီးအတွက်ရွှေသမက်ငွေသမက်ရှာခိုင်းတာ
ခင်ဗျာဘလို့ကောင်းတယ်ကိုလွတ်လိုက်တ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 ာဘလို့ကောင်းတယ်လို့ကောင်းတယ်ကိုဟေ့ဟာလေစကားကိုလိုက်ပြောနေအော်မင်းလည်းငါစကားကိုလိုက်ပြောတာပဲလေပြောမင်းမအစ်စ်ပြောပရတယ်ရတယ်မင်းကြီးကျယ်လို့သူစကားမြန်ဒီမှာကျုပ်သမီးတွေရောမင်းဗတ်တယ်ငါတို့ကတော့ရွှေသမက်ငွေသမက်တူသွားမှဆိုလို့ကျုပ်တဲ့စိတ်သမက်ဗရမ ्या သမက်ကိုရှာပြပါဆိုခင်ဗျာဘလို့ကောင်းတယ်လွတ်လိုက်တာလေဘလို့ကောင်းတယ်လွတ်လိုက်တာဘလို့ကောင်းတယ်လွတ်လိုက်တာဘလို့ကောင်းတယ်လွတ်လိုက်တာမင်းလည်းငါစားလိုက်ပြောနေတယ်မင်းတော့လည်းငါစကားလိုက်ပြောနေတယ်အဲ့ဒါဆိုကြည့်ပြီကွာပြီးတော့ကွာကဲနေပါဦးကျမရှင်တို့သမီးတွေနဲ့တင့်တော်မဲ့သမက်ကိုပို့ပေးလိုက်တာရှင်တို့ကဘာဖြစ်ချင်ကြလဲခင်ဗျာစိန်ခေါ်တဲ့စကားကိုပြောလိုက်တာကျုပ်နာမည်ကိုမှတ်ထားလိုက်စာတာနာဒိန်းနဲ့အပြင်းပြင်းလူတက်ခဲ့တာမနေဘူးခင်ဗျားကိုအရေကိုစုပ်ပြီးလဲတာအင်ကြီး6ဝဲပလိုက်မရုပ်လားခင်ဗျားကိုအရေကိုစုပ်ပြီးပတ်တာအင်လုပ်လိုက်မနားလဲလားဟဲ့ငါအင်ကြီးချုပ်ပြီးပြီကွာငါကပတ်တာချုပ်တော့ပါပြီမင်းဘယ်လိုချုပ်ရမှာကြီးလားရတယ်ကွာငါပူရန်ဆိုင်လို့ဖျက်ညက်ကပ်ပြီးငါတေချာချုပ်မယ်ကွာရတယ်ကွာမချလို့ပြောလိုက်ပါငါတို့ပါလေဟာလေမမတိုက်ထဲလာပြီးတော့မမတိုက်ဆော်တာဟာဘာဖြစ်ချင်တာအမေကြီးကြိုက်တယ်ဝင်းနေရှင်တို့ကဒီလိုလားစင်ရလိုက်ပါတောင်းကြည့်ရမင်းတို့လူလေးတဲ့များတယ်ဟဲ့ဟဲ့ညာရွေးနော်အဲ့ဒီဘာလုပ်ကြလဲကဲနိုင်ကိစ္စတွေဆက်ပြောပါဦးကိုကျွန်တော်တို့ပြောပြီးသားပဲလေမမယူကျွန်တော်သမီးကိုမမကြီးတင့်တော်မယ်ဒီနေ့ယောက်ျားကြောက်နဲ့ပေးတာဘာလို့ဘလို့ကောင်းမဲ့ဖြစ်ပြရတယ်ဘလောင်းစားနဲ့လည်းရတယ်သူသမီးတို့လည်းဆိုင်ရတော့မှရတယ်ခုနကတော့ရှင်တို့တန်ဒီလိုတန်မဟုတ်ဘူးနော်ဟုတ်ခုနကလည်းဒီလိုပဲတွေးနေအောင်နော်ကိုညကတော့လေရိုးရှင်ကားကြည့်တာလေအဲ့မှာလူရန်နေအဲ့လိုကြည့်တော့တတိယဆိုမစကူပိတ်နေဘလောက်လဲနဲ့တော်နိုင်တာပဲဟဲ့ရောဒီကုနာပြောလို့မပေါ့ကိုကျဒီဘောကောင်းနေတာကနာစားတယ်ဥစားဟိုလေဘာမှမတော့အဲ့ဒီကလေးလာပြောအစင်ပြေပြီးရောအစင်ပြေမှာပါစိတ်ချပါရှင်တို့နဲ့လည်းဖက်တဲ့သမက်လောင်းလေးတွေကိုကျမမကြိုက်ရင်ပို့ပြီးကျေးဇူးတင်ပါတယ်စိတ်ချပြီးရတော့တော်ပြီအမကြီးသမီးတို့ရဲ့အစင်ပြေလားဒီတယ်အိမ်မှာပဲနေကြအောင်နော်တငယ်လေးရှောက်သွားနေနော်ညကြရင်ကာရာအိုကေပို့ပေးမယ်小张，别讲啥话，让你那边把我弄的。ကျွန်တော်35နှစ်ခုတော့ပြည့်နေပါလား35ကကြီး35ခါ35ဒီဘက်မှာမော်ရဘာကိစ္စကျွန်တော်နာမည်ကဟာရီခရူဇာပါကျွန်တော်အမေရိကပါကျွန်တော်ဒေါ်စေမီကလွယ်လို့ဒီမှာ35လို့ငါ35ကကြီးကွာငါခါခွေးကွာဟိုခါခွေးလာလားကကြီးကိုလာတာခါခွေးကိုကျွန်တော်35လို့ပဲပြောတာဟိုကကြီးခါခွေးဒီအောင်မှတွေ့တာငါ35ဆိုဒီဘက်ချင်းနေပဲဟုတ်လားအဘက်ကလည်းမေးလာကိုပြောလိုက်ကွာဒီမှာဓာတ်တွေ့မင်းငါ့ကိုဓာတ်နဲ့ပါနဲ့တွေ့မယ်ဟိုကောင်းနေခေါ်မနေနဲ့ရှင်းခိုင်းတော့ဈေးသွားတယ်ဟုတ်မရှိတာဒီကြောင်ဆိုအဲ့လိုပဲဘယ်လိုက်ပါလေဒီဘက်ကိုပဲလိုက်လိုက်ပါဒီဘက်ကိုလိုက်လို့လာတော့ပြောနေတာငါလုံးပြီးတော့မယ်ဒီကောက်ကိုလုံးပြီးတော့မယ်လို့ပြောနေတာလာဘက်ကိုတော့စိတ်ကပြောနေတာအမေရိကပါသွားပြီတွေ့လားကြောက်တွေ့မယ်
ခဏတော့ဒေါ်စိန်မိကလို့လား ဆက်အမေမောကတ်စမ်းပါ မလေးဒီမှာဒီနံပါတ်မလေးဟယ်လိုအဲ့တော့ဒေါ်စိန်မိကခင်ဗျာဘယ်လိုလုပ်တာလဲဗျာဒီမှာရိုင်းလိုက်တယ်ဟိုဘက်ကိုတမက်ဖို့ကြောက်ရုံမလို့တမက်မဖို့တာလေသူကထောဆောင်နေတယ်ဒီမှာအရွေးကြနေတာပဲဗျာ ရှင်ရလဲရှင်အပြစ်တင်စောလိုက်တာရှင်တို့နှစ်ယောက်စလုံးအတွက်ကိုသမက်နှစ်ယောက်ကိုကျမတပြိုင်နဲ့လွတ်လိုက်တယ်ခဏနေရောက်လာလိမ့်မယ်စောင့်နေရတယ်ဟုတ်ပြီလား ပြီးရောဟာလေဒီမှာပဲစောင့်နေလာပြီပြီးရောနန်းစာလေးတာလေးလေဒေါ်စိန်မိကလွတ်လိုက်တာလားဟဲ့ ကျွန်တော်ပါ အမေ ဟာပုတ်လေဘယ်သူခေါ်နေရလဲ ဟိုမှာကြည့်လိုက်ဟာတာကဒါဟိုဒယ်ရီရဲ့အဖေနဲ့မေပါအခုတော့နှစ်ယောက်လုံးပေသွားကြပြီမရှိကြတော့ဘူးအမေနဲ့တပုံစံနဲ့အမေမြောင်းဝင်စားတာလားမသိဘူးအလုံးတစ်ခါချစ်စရာကြီးတာထိုင်တော့ကြောလိုက်ချင်တယ် မင်းကြီးလို့မဟုတ်ပဲ အဲ့တော့မိမရေအမေနဲ့တူတဲ့တတ်မှတ်ဆိုတာအဲ့ဒါကိုပြောတာအမေရိကကျင်းနေတယ်နော်အမေကြီးချစ်မှာတလုံးတစ်ခါတမျိုးခေါ်ပါတပုံစံနဲ့ပါချစ်စရာကြီးကသမီးချစ်စရာဒါတော့ဒယ်ရီရဲ့သမီးထိတ်သားကလေးယာနုနုဒိန်း ဒေဒီကလည်းအဲ့နာမည်မခေါ်ပါနဲ့ဆိုအမိနာမည်ဖြူနုပါ ထင်သမီးကလေအဲ့နာမည်ကိုရှင်လို့တဲ့ မဂဒီမခေါ်နဲ့ဟာ မဟုတ်ပါဘူးဟိုနာမည်ကခုနှစ်လုံးဆိုရှည်လို့တဲ့ ရှာမရှိနဲ့မင်းပါဇက်ကိုပိတ်ထားလိုက်ငါနာမည်ပါအောင်ဒိန်းလို့မဲ့တာငါဒိန်းဆိုရင်ဒိန်းမလိုက်မင်းတို့ပြောရတယ်အဲ့တဲ့တော့စကားပြောပြဒါနဲ့ဟိုမောင်ရင်အကြောင်းလေးလည်းမိတ်ဆက်ပေးပါဦး ကျွန်တော်နာမည်ဟာရီခရူဇာပါကျွန်တော်အမေရိက ဟိုဘာလုပ်လဲလုပ်လဲ ကျွန်တော်ခိုင်းစီပါ ဟမ် ဘလို့ ဟုတ်ဒီလိုပါဟိုကျွန်တော်ကားရှုရုံးကြီးခွဲတာလေအဲ့ဒါကြောင့်မနေ့တိုင်းဒီလိုတိုင်းစီကိုပြောနေရတယ်ဘာမှမတော်ကြီးဆုံးကားတွေကကျွန်တော်လည်းမကြည့်ဘူးကဈေးမှမရှိတော့ဘူး တော်တော်ချမ်းသာပါရဲ့နော် ဒါမှကျွန်တော်မိဘတွေကအမေရိကမှာ top 11ဖြစ်တယ်လို့တော်တော်စိတ်ဆိုးနေကြပါအဲ့ဒါ1 to 10ဝင်အောင်ဆိုတော့သူကကြိုးစားနေကြကျွန်တော်လည်းဒီမှာ Asia ကိုလည်းကြီးဆိုင်နေရောက်လာတော့ဒီမှာအဲ့ဒါလည်းဟိုတော့စိတ်ခါတယ်ကျွန်တော်တွေ့ ဖူးစာမှန်ဒီလိုပါပဲမောင်ဟာရီရဲ့ဟိုအမေရိကတထေးသားနဲ့မြန်မာပြည်ကတထေးသမီးဟိုစုံမဲလို့ဘယ်သူကထင်ပါလဲ ဘယ်သူကထင်ပါလဲလို့ ဒေဒီတို့မှပြီးတော့ကျွန်တော်ကိုဖြူမတယောက်နဲ့ယူစီစေကြတယ်ဒါပေမဲ့ကျွန်တော်ကတော့မြန်မာဟောကောင်းတယ်အချူနေပြီနဲ့အမဲပဲယူဟောမအမျိုးပဲယူလို့ မျိုးနဲ့ဒါလည်းဒီသားလေ အမျိုးကုန်ထိမ့်သိမ့်နေဆိုတော့မင်းငလာတပါပဲဒါနဲ့မောင်ဝရီကမန္တလေးမှာပုံမှန်နေတော့ ဖြစ်တယ်လို့ဒေတာမှာပဲတဲပြီလို့ကျွန်တော်ဆုံးဖြတ်ထားပါတယ် အာမတဲပါနဲ့ဒယ်ဒီအိမ်မှာပဲနေဒယ်ဒီအိမ်မှာပဲတဲ ဘယ်လိုပါလဲဗျာဟိုရောက်မှရင်တဲ့တပတ်မျက်နှာငဲဆိုသလိုဖြစ်နေပါဆိုတော့ မျက်နာမငယ်စရာဘူးလို့ဟာဒီကဒယ်ဒီကလေမဲမဲကြီးအမခံနေ မဲရောက်ပါ ရှာမရှိနဲ့ငါဘာမဲမဲရဲ့နေလုံးမဟုတ်ဘူးဗဇက်ပိတ်ထားလို့ပြောနေရေကြီးအမခံနေ ရပါတယ်ကျွန်တော်ဟိုဒီမှာကြည့်လိုက်ပါ ဟောဒီမောင်မတော်ကောင်မတော်တော်ဒီမောင်မတော်ရေကြီးဘာနေရလဲ အဲ့ဆိုတော့ဒီမှာတဲလေးပါမနော် ဒီခါတော့ဒေါ်စိန်မိခတကယ်ကိုတန်ဖိုးရှိတဲ့တမက်ကလေးပို့လိုက်တာပဲ ကျေးဇူးတင်ရမယ်ဟိုဒါနဲ့ဟိုမောင်ရနေတာက မြောက်ပြင်မှာ ဟိုထုံးနေနေတာဗော ဟုတ်သားပဲ ဘယ်ရက်ကွက်ရောက်အမေရိကဒေါ်စိန်မိကပြောအမေရိကလွတ်နိုင်မှာဆိုဘယ်လိုဖြစ်လို့မြောက် မြောက်အမေရိက အော်မြောက်အမေရိက စကားတော့တော့ လောတာမောင်ရင်ဒီမြောက်အမေရိကဆိုတာဘယ်တော့မှရှိတယ်ကွာ ဩတဲ့တော့သားမှာတော့လည်းရောက်ပြီလည်းမဟုတ်ဘဲနဲ့ရှောက်ပေးနေ ချောင်းဘယ်လိုသိနေမေးတာပါ ဟုတ်ပါဘူးဒါနဲ့ဟိုမောင်ကြီးရဲ့အမေရိကမှာနေတဲ့မိဘတွေကဘာများလုပ်တယ်လဲကွယ် KTV ဟိုချင်းဆိုကြတာဗောပြောစရာအမေရိကမှာ KTV မှာလုပ်တာ Oh sorry yo KTV yo မြန်မာလိုဘယ်လိုခေါ်လဲ KTV အော်တမီးတို့ကကြီးကေဝဇန်နှလုံးပါโอเคတမီးတို့ကေဟာ ဘုမလိုပဲကေတွေ့ထိုးကတည်းကရှိသလား KTV က KTV ပဲပေါ့ကွာမောင်ကြီး KTV တော့နားနေပါလေ KTV ပဲပြောပါ Sorry ဟိုဘက်မှာနေရများပါလေအမြန်မာစကားဟုတ်နည်းနည်းအနှံ့ဝေးတော့နားမလို့ ဖြစ်တယ်
ပြီးတယ်အဲ့ဒီမိတ်ဆွေတွေမှာတော့ခမနေရကြာတော့ဗမာစကားတော့ကောင်းကောင်းမပြောနဲ့ကိုကြီးရဲ့ အမေရိကန်မှာဆိုတော့ KTV restaurant အေး အဲ့ဖွင့်နော် restaurant ကို hotel ကို so many business yes ချမ်းသာပဲဟိုဘူးတို့ချမ်းသာတော့ပဲ အဲ့တော့မဟုတ်ပါဘူးအမေရိကန်မှာဆိုရင်တော့1 to 10မှာ number 3အဆင့်ထုံးတော့ရှိတယ်ဟုတ်ရတယ်ဟာတကယ်ကိုကြီးလေကွာအဲ့ကဝင်လာတယ်နမ1နဲ့2နဲ့3ကအရေးမကြီးပါဘူးလူဦးကြီးအရေးကြီးတာဟုတ်ပါဘူး yeah that's right လူဦးကြီးအရေးကြီးတာဟိုမောင်ရင်ဒါနဲ့ခုမှမိတ်ဆက်ဖို့ပြောနေမေးပြီးတော့နာမည်မမေးရတယ်နာမည်လေးက Oh Johnny Water ဟောတောက်တော့ဆိုပေါ့ Johnny ဘယ်လို Johnny အော်ဒီလိုပါကျွန်တော်က Johnny Walker အရင်ကြိုက်တယ်ဟုတ်အဲ့တော့အဲ့ဒါတောက်တဲ့အချိန်တိုင်းရေဆက်ရင်နည်းနည်းများတော့လို့အပေါင်းသေးတယ် Johnny Water ချစ်စလို့လေးပေးလိုက်တော့လေ ဟောရပြီအကယ်လည်းတောက်တယ် Johnny Water ချစ်စရာနာမည်ကချစ်စရာကတော့ Johnny Water မောင် Johnny Water ကောင်းတယ်တမီးခေါ်လိုက်ပါ ဟိုစကားကောင်းနေတာမောင်ရေမေးတော့မေးတယ်ခဏလေးတမီးရေ အရန်ချောတာ တမီးဒီမှာတမီးကိုရောက်နေတယ်ကွယ်လာပါဦး ကျူအိုးပြီးတော့လေအမလေးနော်ငါချောလေလာနီလာဖိုင် ဒီကိုရောက်နေလေ သမီးရောက်လာပြီဆိုတော့တခါတည်းမိတ်ဆက်ပေးရအောင်မယ်တာသူပြရလေဟောသမီးရလေနောက်လေဒါတမက်တော်မှာတားပဲပေါ့တမက်ဆိုတာတားပဲလေအဖေလို့ပြောလိုက်တာပူကောင်းတော့တာဟိုဒါအဖေရှူမကြီးတဲ့ချစ်စနီးဒါရဲ့မေမေတော်ရမယ်တော်မြတ်ချေ Okay nice to meet you ဟုတ်စနေလားဒါတော့သမီးက ကျမနာမည်ပို့ဦးပါ သမီးကဂုံတခင်လိုက်လေ အဖေဂုံတခင်လိုက်ဆိုတဲ့နာမည်ကဂုံမောင်လုံးနဲ့အထက်စီးဆန်လုံးနဲ့တမီးမကြရဘူး ဂုံစားလဲဆိုအလကားနေကဂုံစားနေလို့မရဘူးတောင်းစင်းနဲ့လည်းဂုံစားနေလို့မရဘူးအဖေတို့လိုချမ်းသာမှဂုံစားလို့ရတာနော်ဒီမှာသမီးနဲ့မကြခင်လက်ထပ်ပေးမယ်မောင်ဂျွန်နီဝတ်တာအမေရိကမှာနေတာကြည့်တဲ့ချမ်းသာနံပါတ်3အဆင့်နံပါတ်3အဆင့်မလေးမောင်ဂျွန်နီဝတ်တာနဲ့အမျိုးတော်ပြီးသွားအဖေတို့ကတီးတက်တော်ဂုံစားအောင်ပါ ဟုတ်တယ်တမီးရေ ဒါနဲ့ရှင်အမေရိကမှာနေရဆိုတော့အခုဘာမှတဲရတယ် ဟုတ်မဟုတ်သမီးဘာမှမတဲစရာမလိုလေမောင်ရင်ဘာမှမတဲနဲ့အဖေတို့အိမ်မှာတဲဒီမှာအဖေတို့အိမ်လာတာအဖေမှာတာဝန်ရှိတာဗောဒီမှာပဲတဲနောက်မှဆိုမလွယ်ဘူးအန်ဒီအများတယ်အဲ့ဒါသူဘယ်တော့တန်း ရပါတယ် never mind ဒီနာက1000ဝဲတဲ့ဟိုတယ်မှာပဲတက်လိုက်ပါ အိုးသားရဲ့တနေ့ဒေါ်လာ1000ဝဲဆိုတာမြန်မာငွေနဲ့တွက်ချင်း350လောက်ကျမှာမင်းမဟုတ်တာမလုပ်ပါနဲ့အဖေတို့အိမ်လဲဟိုတယ်နီးပါလို့တော့ကောင်းပါလေဟာမင်းကလေ what what ဒီမှာ1000ဝဲကသိန်း100ကျော် ဟုတ်တယ်လေဟာဟိုအမေရိကန်မှာကျတော့ဟို1000ဝဲပဲနော်မြန်မာငွေနဲ့ကတော့ဟာ ဟုတ်တယ်အလကားပတ်စံကုန်မခံအဖေတို့အိမ်မှာပဲတဲလိုက်ပါသားရဲ့ဒီလိုဟာဒါမင်းဒီမှာတဲတာကြိုက်တဲ့လောက်နေပြောတဲ့လောက်နေတဲတဲ့လောက်နေတစ်ခုလေးပဲနော်ဟိုဘက်အိမ်ကမျိုးမစစ်တယ်နဲ့သွားမပတ်တဲ့ဟိုဘက်ဟိုဘက် အဖေဘာလို့သူမြောက်မျိုးမစစ်တွေပါသွားပြောနေရလဲ ဟုတ်တယ်လေသမီးအဲ့မျိုးမစစ်တယ်လေဟာသမီးစဉ်းစားကြည့်ဟမ်ဖေးနဲ့မေယိုချင်းတွဲပေါက်ကြီးကြတာမဲသေးနဲ့သမီးလေးကဖြူဖွေးအဲ့မလို့မျိုးစစ်မှာလေသူ့နဲ့ရတာဘလို့ဖြစ်နေမှာလဲမတကအဖေနဲ့တော်သေးတယ်မဟုတ်လေ ဒီလိုစိတ်မကုန်တယ်ခလားဘောလို့ရှိအဲ့လိုကြီး အရင်မလုပ်ပါနဲ့ဟိုငါတမဲအကောင်စားလေးကြောက်ထွက်ပြေးတော့ပါဦးမဲ ချစ်ပြောဟုတ်လို့ ဒါမှမဟုတ်ဒါအိမ်မှာပဲတဲ့နော်ဒါโอ้ยဟာသမီးမကိုတဲရမယ်ခန်းလေးဖေးစီနားလေးလာပါမလားထားပါလာဖေးကိုလိုက်လာအားလုံးပဲသုံးလို့ကြပါဦးဟိုနျူတော့ဆိုတာပုံလေးပါလေးတက်တယ်ဟိုဟိုဘက်မှာကျတော့အဲ့လိုပဲ
တွေကမေးနေတာတော့စိတ်ဓာတ်ကတော့တော်ကြ လွဲတော့အကြီးကိုလွဲတာ မှားပါတယ်မမကိုယ်တိုင်ကကာကြီးခါကိုတည်တည်ချာချာမပြောလိုက်မိတာအခုချိန်ကျမှအိမ်ပြန်ပြောင်းဖို့ဆိုတာလေသိမလွယ်တော့ မပြောလို့မဖြစ်ဘူးလေကျွန်တော်တို့ကမှကိုမချစ်တဲ့သူမယူမမရှိချင်တာ ဟုတ်တယ်ဗျာဟိုအိမ်လေးအမြန်ဆုံးပြောင်းလို့ရအောင်သာကူညီပြပါဗျာနော်ဟိုအခုပုံစံကလေဟိုကိုချစ်တဲ့သူမရတဲ့ပြင်မချစ်တဲ့သူကယူရမယ့်ပုံစံမျိုးဖြစ်နေတာမိမတယောက်ရဲ့နှလုံးသားစီကိုအမြန်ဆုံးရောက်မယ်နီလန်ရိုးသားခြင်းပဲအဲ့တော့မင်းတို့နှစ်ယောက်သူတို့ကိုဘယ်မှာစတွေ့ခဲ့တယ်သူတို့အတွက်ဘလောက်ရင်ခုန်ခံစားခဲ့ရတယ်ဆိုတာရိုးရိုးသားသားနဲ့ဖွင့်ပြောလိုက်ကိုမမအကြံပေးခြင်းတယ်ငါပိတ်လိုက်တာမင်းမတွေးပိတ်လိုက်တာဟမ်မင်းတို့အပြောခေါ်လာတယ်ပဲထင်နေတာအပြောခင်းကိုငါတော့ကားကိုဖြေပြောဖို့ငါဒေါသတွေကိုရှော့ချဖို့ဒီနေရာကိုလာတာဟုတ်ပါလားဒီတစ်ခါပဲရောက်လို့ပါအစီရဲ့ဝရခေါ်ဝရဟောဝိဒါခေါ်လိုက်ပါဆရာကျွန်တော်ရောက်ပါပြီဆရာဘာအဆင်မပြေတာမဲရှိလို့လေခင်ဗျမပြေဘူးတော်တော်အဆင်မပြေဘူးဖြစ်နေဟုတ်ကဲ့ဆရာကျွန်တော်ဘာများဆောင်ရွက်ပေးရမလဲဆရာဆောင်ရမယ်ဆောင်ရမှာဟုတ်ကဲ့ပါဆရာကွန်မန်လေးကွန်မန်လေးရောက်ပါဆရာရောက်ပါဆရာရှင်လေးဟုတ်ကဲ့မင်္ဂလာပါဆရာမင်္ဂလာပါကွန်မန်ဝင်နေတာဟမ်ဟုတ်ဆရာဟုတ်ကဲ့ဇန်တကြရင်လားရှင်မဟုတ်ပါဘူးရှင်ဒီလိုပဲဝတ်တာမကြိုက်ဘူးအဲ့လိုဝင်မကြိုက်ဘူးမကြိုက်ဘူးဒွန်းရင်တာအဲ့လိုတကြရင်မကကြဘူးမကြိုက်ဘူးဘောတယ်မဲအဲ့မကြိုက်ပါမင်းမတော်တော့ဟုတ်ကဲ့မင်းလည်းပြောမှတော့ဟုတ်ကဲ့ရပါစေရပါစေဟုတ်ကဲ့ရပါစေမာကြီးမင်းတို့ဆိုင်မှာဟုတ်ကမလေးရှိသေးလားရှိပါသေးဆရာရှိရနော်ရှိပါဆရာတိကျနော်တိကျပါဆရာအေးအဲ့ဆိုဒီလိုတော့မစင်ငါပြမယ်ဆိုတော့ငါပြမယ်အဲ့ဒီအတိကျကြည့်တာငါမင်းမအဲ့ဒါကြည့်ပါပြီတော့မင်းငါမင်းမရဲ့ပါရဲ့မင်းမဆိုရင်ခေါ်လာခဲ့ဟုတ်ကဲ့ပါဆရာပေါ်စုနေမယ်ဟုတ်ကဲ့ပါဆရာအနေနဲ့မင်းမသိကြဘူးတယ်လီဖုန်းပါလားတယ်လီဖုန်းဖုန်းပါပါဆရာပန်ဓာတ်ပုံရတယ်ရောက်ဓာတ်ပုံရောက်ယူပါလားကဲတကယ်ကြီးရော့တောက်နော်လူရင်းနဲ့ထပ်ပါအေးဟောရောက်ဆွတ်ဆက်တော့လည်းမပါနဲ့ဒါတွေအားလုံးပါလေငါလာစားတယ်အရှင်းอ่ะမင်းကလည်းတောက်တော့မတောက်ဘူးကွာတောက်ဖို့အဓိကမဟုတ်ဘူးနော်အဓိကငါလာခဲ့တာငါကောင်မလေးကြောင့်မင်းပြောခဲ့စင်လာခဲ့တာဟောအဆောင်ရောက်မှပြောလေရတာပဲကွာငါဆိုင်မှာလုံးများတယ်ကွာငါအခုမအောင်နိုင်တော့ဘူးကွာအဲ့တော့မအောင်နိုင်လို့ခုမှအိမ်သာရှိတယ်တော့ဟောအေးအိမ်သာတော့ကြည့်လို့ပြောတာဆရာညီချင်းတို့တော်ရင့်နေတယ်ဆရာကြီးဟာရင့်ဘာရင့်ရမလဲဆရာဟိုကောင်ပါလေးတွေကစင်တူဝစ်ဆိုဝစ်ထားလို့လေဆရာကြီးတော်ရစ်တဲ့လူကြီးပဲကွာအဲ့ဆိုလေကောင်မလေးချိန်မထည့်ပေးလိုက်ပေါ့ဆရာလဲဆရာမရှိတော့ဘူးဆရာကြီးကောင်ပါလေးတွေအခန်းဝင်နေကြတယ်ဆရာကြီးဒုက္ခပဲကွာရစ်တဲ့လူတွေနဲ့မှလာတွေ့နေရတယ်
ဆရာရစ်တာမပြောနဲ့ဆရာကြီးဒီမဲ့ဆရာဒီမှာဆရာသူမိမတဲ့တာတဲ့ကောင်မလေးကိုခေါ်ပေးရမယ်တဲ့ဆရာဟာရောအဲ့ဒါကောင်မလေးကောင်မလေး ဩနေစမ်းမအောင်ကွာဒီမှာပြဿနာကိုဘယ်လိုရှင်းမှမသိရတယ်တဲ့နေဦးအဲ့လူတွေမူးနေလား ဆရာမူးတာကတော်တော်မူးတာဆရာကြီး အဲ့ဆိုရင်တော့အဲ့ဒီကိစ္စကိုရှင်းရတာလို့ရတယ်ဟုတ်နော်ခုနကောင်မလေးတွေကိုပဲအဝေစားလေးပြန်ထည့်ပေးလိုက်ကွာအဲ့လူတွေမူးယူနေတာဘာမှသိမှာမဟုတ်ဘူးနော် အဲ့လိုလုပ်လို့ရလားဆရာ ရတယ်တော့ အဲ့ဆိုဆရာကောင်မလေးတို့ကျွန်တော်ဝေစားမြင်မြင်လဲခိုင်းလိုက်မယ်ဆရာကြီးဟိုမိတ်ကောအလှပါဆုံးပြင်ခိုင်းလိုက်မယ်ဆရာကြီးနော်ဟိုမြင်မြင်ဆက်ဆက်လုပ်ဖို့လဲကျွန်တော်ပြောလိုက်မယ်ဆရာကြီး အော်မင်းတော့ဒါလစ်နေတာနော်ဟမ်ငါခိုင်းတဲ့အတိုင်းလို့သွား ဟုတ်ကဲ့ပါဆရာဟုတ်ကဲ့ဆရာဟုတ်ကဲ့ ဟေးခုနငါကောင်မလေးကလေ အော်အေးပြလာပြီမင်းစမ်းမအောင်ကွာဒီမှာလုံးဝချုပ်နေတယ်မိရတယ် ဘာလို့ပြောလဲရောပြန်လာပြီလားခုနဘွယ်မို့ဘောတိတ်ကလေးပေါ့ပါစေအဲ့ဒါတက်လက်ဒီလေးအဲ့လိုတက်လိုက်လားပြီးတော့လေမော်နီနမကိုချူကြမယ်ဘာလဲမော်နီနမကိုမို့ပြင်မယ်ရညီမလေးယူရကျေးဇူးတင်ပါတယ်ကိုကပြောကမလေးဆရာပြောလေမလေးပြောပါလေကျေးဇူးတင်ပါတယ်ဒါတော့ဘယ်ကြလဲယောမလေးတယောက်ရှိပြပြမယ်လေမတယောက်ဒီနေပါငါမမနဲ့တူလိုက်တာမလေးချစ်လိုက်တာငါမမနဲ့တူတယ်အခုယူလိုက်တော့အကုန်လုံးယူလိုက်တော့ငါမမနဲ့တူလို့ပေးတာနော်ကျေးဇူးများတင်တယ်ဒါပဲပါကျမလေးလေကျမယောက်ျားနဲ့တူလို့ကိုညီတို့မြင်တာငါမကြည့်နဲ့ပူပွားတယ်အသေးလာတယ်ညီတို့တွေကတွဲပြီးအစီပြေရောကြတယ်ငါတော့အခုချိန်ထိအပြိုကြီးတကူကြီးအတာလို့ဖေးအကောင်လုံးဖြစ်ချင်ရကြိုက်လိုက်ပေါ့ဒီလေးရဲ့ဟဲချစ်လီလာဒီလေးယောက်ျားလို့ချင်နေရလားမဟုတ်ပါဘူးသမီးရေတီလေးကလေတီလေးစီလာပြီးအလုတ်အပ်တဲ့ယောက်ျားတွေကိုမြင်တာနဲ့ကိုလေစိတ်ကုန်နေတာယောက်ျားတွေကလေမယူခင်တစ်မျိုးယူပြီးရင်တစ်မျိုးယူတာနည်းနည်းကြာသွားပြီဆိုတစ်မျိုးပြီးတစ်မျိုးဒီလေတိကဘာပြောညာလဲမဟုတ်ပါဘူးယောက်ျားဆိုတာမျိုးကအပြောင်းနဲ့များတတ်တယ်လို့ပြောတာပါသမီးရေထားပါတော့သမီးဘာကိစ္စဒီလေနေ့ပြန်ပါနေလဲတည်ရနော်ဒီနေ့ကဗုဒ္ဓဟူးနေ့ဆိုတော့မနေ့ပြန်ကကြာသပတေးနေ့ပေါ့သမီးရဲ့ဒီလေးကလည်းတကယ်မမီဘူးလားမမီတာပေါ့မနေ့ပြန်ကချစ်လေးမွေးနေ့လေမလီချစ်လေးရဲ့ဒီလေးမှာဒီတူမလေးတယောက်တည်းရှိတာမမီပဲနေပါမလားအဲ့ဆိုရင်ဘာလဲဆောက်ပေးမှာလဲဒီတခါဒီလေးကလေချစ်လေးကိုဝင်းနေတဲ့ဆောက်အကြီးပေးမယ်အကြီးဒီလေးဘာကြီးလဲမပြောဘူးတတ်ချင်းတပ်လိုက်ဒီလေးကလည်းကဲပါရောက်လာတော့သိရမှာပေါ့သမီးရဲ့အဲ့ဆိုမဖို့ပေးဘုံဘိုးဘယ်လောက်ပေးရမှာလဲ10သိန်းနဲ့ပါ10သိန်းဘာလို့လဲသမီးရဲ့မနေ့ခင်ကြာတဲ့တင်ရင်ချင်းကမနေ့တစ်ခါကျွေးရမယ်နေ့လည်းတစ်ခါကျွေးရမယ်ညကျရင် KTV မှာတချင်းသွားဆုံးလို့ချစ်လေး KTV မှာတော့တငယ်ချင်းတွေနဲ့တောက်တာစားတာမလုပ်အောင်နော်တီးရလဲချစ်လေးဘယ်တော့တောက်ဘူးလို့လဲလို့ချစ်လေးကရိုးလေးပဲတုံးမှာတီလေးရောတီလေးကလေသူ့ရဲ့စိတ်ကိုယ်အဲ့လေရောက်နေလို့မလာတော့ဘူးတဲ့မမလည်းလက်စားပါပါရှင်ပါပါဟဲ့ကောင်ပြေးလိုက်လေဖတ်တိမာယာဟာကိတ်မုတ်ကြီးဟာစတေလာဘလူးဖြစ်တာတော့နင့်အန်တီတတိမရနင့်ကိုမွေးလက်ဆောင်ကိတ်မုတ်ပေးတာဟာလားဟာရေးလဲလမ်းတယ်ကွာဟာကိတ်မုတ်ကြီးရအကိတ်မုတ်ရှင်နဲ့ပဲယူတော့ဟဲ့သမီး
လေးတို့အဘထမင်းဘူးလေးပိုင်တနာလေးကြပါကွာဒါဟာဒီတာဒီတာဘုံကြီးကြပါလေတက်ရှိကြပါစေလူလေးအဘထမင်းမစားရတာ9ရက်လောက်ရှိပါပြီလူလေးဘိုက်တာအားစာလုံးလို့ထမင်းဘူးလေးပါတနာခဲ့ပါကွာနိုင်တာနိုင်နေတာမနေ့အဆောင်ထွက်လာတဲ့ကပတ်စံတရားမပါတာမဟုတ်ဘူးကဲပါဗျာရောအဘကိတ်မှုစားလိုက်နော်ပထမတော့ဖះဆုံးတော့ကံလို့ကျွန်တော်စုတာဟိုလည်းမကတ်တော့ပါဘူးအဘပဲစားလိုက်တော့နော်ဘုံကြီးပါစီတက်ရှိပါစီလူလေးဟာဘုံကြီးပါတက်ရှိပေးစနေပြပါစီဒါကဲပေါလို့ရပြီချစ်လေးရောက်လာပြီမို့မချစ်လေးလေတကယ်လည်းမချစ်ပဲနဲ့ဒီလိုလို့ခေါ်ပါနဲ့ဒီလေးပြောတော့မဟဲတဲ့မွေးနေ့မှာတမိုးကြီးလက်ဆောင်ပေးမှာဆိုခုတော့ကိတလုံးနဲ့လားသမီးလေးကကိမို့ကိုခွင့်မကြည့်ရဘူးလားခွင့်ကြည့်ပါဦးစိတ်ဆိုးလို့ကိတိမှာထားခဲ့လိုက်တယ်ဖယားရေဒုက္ခပါပဲတီလေးကလေသမီးလေးမွေးနေ့လက်ဆောင်အဲ့ဒီကိမို့နဲ့မှမြုပ်ပေးလိုက်တာဘာမြုပ်ထားမို့လို့လဲစိတ်လက်ဆိုတီလေးတကယ်ကြီးလားတကယ်ပေါ့သမီးရေတီလေးကသမီးကို surprise ဖြစ်စေချင်လို့ကိမို့နဲ့မှစိတ်လက်ဆိုကိုမြုပ်ပေးလိုက်တာစိတ်လက်ဆိုက300တောင်တက်နေသမီးရေဟာတီလေးဒုက္ခပါပဲဘယ်လိုလုပ်ကြမလဲနေဦးစင်မရေစင်မရပါလောက်မမကျွန်တော်ဘာခိုင်းလဲအရေးကြီးတယ်မင်းညမဟေတီကိုတော့ပြေကိတ်မုံနေမမကိုကျွန်တော်ပြောတယ်မလားမမကမေဒီကို very present နဲ့ surprise လုပ်နေတယ်ကိတ်ပုံတွေကိုစိတ်လေးစထည့်ပေးလိုက်တာအခုမေဒီကြိုက်သွားပြီမလားဟမ်ဟိုးနေထင်ရလေးပြောနေပြန်ပါပြီဒီမှာမေဒီကကိတ်မုံကိုယူမသွားဘူးတဲ့ KTV မှာမထားခဲ့တယ်သွားနေအဲ့ဒီအခု KTV ကိုသွားအဲ့ကိတ်မုံပြန်ယူလာခဲ့မမကျွန်တော်ကိတ်မုံဘယ်လိုလုပ်ပြန်ယူရတော့မှာတော့ဘယ်လိုရှိတော့မှာကိတ်မုံရှိတာမရှိတာအရေးမကြီးဘူးကိတ်မုံတွေကလက်စွပ်ကိုဘယ်သူယူသွားတယ်လဲဆိုတော့ရအောင်စုံစမ်းလက်စွပ်ပါမလားယင်နေပြန်မလာခဲ့နဲ့သွားဟုတ်ပါစိတ်ကူနော်ဘယ်မလဲကစိတ်လက်စွပ်စိတ်လက်စွပ်မပြောပါနဲ့ဗျာကျုပ်စီမှာလေပလင်းခွဲစားတော့မရှိဘူးဟဲ့ကောင်ဟိုနေ့ကနေ့ကိုငါတို့ကိတ်မုတ်ထည့်ပေးလိုက်တယ်လေအဲ့ဒီကိတ်မုတ်ထဲမှာစိတ်လက်စွပ်ပါတယ်ဟဲ့ဟုတ်တယ်အဲ့ဒီကိတ်မုတ်ကိုကျုပ်လက်ဖျားနေတော့မတူတော့ပါဘူးဗျာဟိုကျုပ်ဖျားဆုံးတော့ကတ်မလို့ဆိုပြီးတော့အဆောင်ကိုယူသွားတာအဲ့ဖယ်ရီဘောရောက်တော့လေအဖိုးကြီးတယောက်ကသူဘိုက်စာလို့ပါဆိုလို့ကျုပ်အဲ့ကိတ်မုတ်ကြီးပေးလိုက်တာဖြတ်ကန်လိုက်လို့ပါစက်ထဲက30ချောင်းအောင်ဖြစ်သွားမှာနော်မလုပ်ပါနဲ့ဗျာအဲ့ဒီအဖိုးကြီးကိုကိတ်ပေးလိုက်တယ်လို့ကျုပ်ပြောပြီးပြီလေဗျာအဲ့ဒါဆိုမင်းအဲ့ဒီအဖိုးကြီးကိုရှာလက်စွပ်ကိုပြန်လာခဲ့လက်စွပ်ပါမလာရင်တော့အဲ့ဒီငွေ300တစ်သက်လုံးဂျုံခံပြီးဆက်ဖို့တာပြင်တာဟာကျုပ်မှမယူတာပြန်မဆက်နိုင်ဘူးဗျာဟာဟဲ့အောင်နေဒီကောင်ပြန်မဆက်နိုင်ဘူးတဲ့ဟာစပယ်လိုက်မယ်နော်စတုံးလိုက်မယ်နော်ဆက်ဆိုးလိုက်မယ်နော်ဟိုနိုင်လိုက်မယ်နော်ဩဘာလို့လဲကျွန်တော်သိလို့တရားမှတော့မသိတော့ပါဘူးဗျာကဲကျုပ်အဲ့ဖိုးကြီးကိုမတွေ့တော့ပြန်ရှာပေးပါမယ်ဟုတ်ပြီလားအေးရှာမင်းမတွေ့အောင်ရှာမတွေ့လို့ကတော့မင်းနေတဲ့အဆောင်ကိုလည်းသိတယ်မင်းလုပ်တဲ့အလုပ်ကိုလည်းသိတယ်ဖက်ပြေးဖို့မကြံနဲ့နော်မြမပြည်တပြည်လုံးမှာလူတွေအများကြီးရှိတယ်ဩဟုတ်ကဲ့ကျွန်တော်သိပါတယ်စင်မမင်းမလည်းတောင်းရှိဒီလက်စွပ်ကြောင့်ကိုသိရတာနဲ့မင်းခယူးမဆိုင်အဲ့တော့မင်းတို့နှစ်ယောက်စလုံးအဲ့ဒီအဖိုးကြီးကိုမတွေ့အောင်ရှာစိတ်ချအောင်ကျွန်တော်တတ်နိုင်ဆုံးကြိုးစားတယ်အေးမတွေ့လို့ကတော့မြမပြည်တပြည်လုံးမှာဘာတွေရှိတယ်လူတွေအများကြီးရှိပါတယ်ဟာဟုတ်ပါအကျေလာလာကွာလာ我今天记里不？你今天不记得送的？လာတယ်ကွာဟာရ记得啱ရောက်ကွာရောက်သူနဲ့ငါလည်းဘယ်တော့ပြန်တွေ့နိုင်မယ်လို့မထင်လဲငါဘယ်လိုလုပ်သိမှာလဲကွာနင်းရတယ်ဟဲ့သူတို့ကရမ်းချမ်းတာကွာသူနဲ့ငါလည်းဖြစ်နိုင်မှာမ
အော်ငါဘယ်လိုလုပ်သိမှာလဲကွာမင်းကလေမစိတ်ညစ်နေပါလေဆိုကောင်ဖိတ်တော့ဆင်းတော့နဲ့အားရပါရစိတ်မညစ်ရဘူး မင်းလည်းအားကြီးနေကွာကဲဘာစိတ်လဲပြော မင်းလည်းသိရတာနဲ့ကွာငါအခုတိန်းနေရပေးရတော့မယ်မပေးနိုင်တစ်သက်လုံးကြုံခံရမယ်တဲ့ မင်းလည်းကွာဘာများလဲလို့ထွက်ပြေးဖို့ကွာ ဟာပြေးလို့မရဘူးဟမ်ဒီမှာအဲ့ဖွားရငါ့ကိုတခါတည်းပြောလိုက်တယ်မြန်မာနိုင်ငံမှာလူတွေအများကြီးပဲတဲ့ ဟာပိုင်လိုက်လားအဲ့ဒီလူတွေအားလုံးကသူ့လူတွေလား ငါလည်းမသိဘူးလေကွာအဲ့ဖွားရအဲ့တိုင်းပဲပြောရတာ အိုးမင်းကလည်းတမျိုးမြန်မာနိုင်ငံမှာလူတွေအများကြီးရှိတာဗောကွာ तू ပြောမှာလားလူတွေမရှိလို့ဘာတွေရှိရမှာလဲစဉ်းစားလေ ဟုတ်တယ်လေဟုတ်တာ အဲ့ဒါမျိုးဖြဲလိုက်တာ ဟာဟဲ့အောင်ဖြဲတာတော့လေမဖြစ်နိုင်ဘူးကွာအဲ့ဖွားကြီးရဲ့နောက်မှာကွာလူမိုက်တွေအများကြီးငါ့ကိုလေဆွဲကုတ်မဲ့လူနဲ့ဆွဲကြိုက်မဲ့လူနဲ့ဆွဲနှိုက်မဲ့လူနဲ့ဆွဲစုပ်မဲ့လူတွေပါသေးတယ် မင်းကလေ ငါမကြောက်လုံးတော့ကွာစစ်စစ်တော့မကြည့်ရဘူး ဟာအဲ့ဒါဆိုတော့မင်းကိစ္စမလို့ကြောက်မင်းကိစ္စလုံးဝမလို့နော်ဘာဖြစ်လို့လဲဆိုတော့မင်းစီရဲ့ကိတ်မှုယူသွားတဲ့လူကိုလည်းမင်းအလွယ်တကူရှာတွေ့မှာမဟုတ်ဘူးရှာတွေ့ခဲ့သည့်တိုင်အောင်တော့မှမင်းအဲ့လက်ဆိုပြန်ဖို့ကလုံးဝမလို့ဟဲ့မင်းကိစ္စလုံးဝမသေးကြဘူးအေးတေးကြတာတစ်ခုပဲရှိတယ် ဘာလဲ မင်းအသက်ခံဝမ်းတာရတဲ့ငယ်ချင်းဟာဟာမရိုင်းလိုက်လားမင်းကဘယ်လိုတွေအားပေးနေတာလဲဟမ် အဲ့လိုလည်းရှိတော့ပေါ့ကွာမင်းကလေဖျောင်းမင်းအသက်မခံဖို့အတွက်နီးတနီးတော့ရှိတယ်ရောအဲ့ဒါဘာလဲဆိုတော့မင်းကြောက်မှာပေါ့ကွာအယူသားဆုံးကအကောင်းဆုံးပဲလေအဲ့တော့မင်းကဘွားတော်စီကိုတွားပြီးတော့မင်းယူသားသားမင်းတောင်းပန်လိုက်ဒီကိစ္စကိုလို့တလားလောက်တော့စောင့်ပေးပါလို့တလားလောက်အတွင်းမှာပြန်မတွေ့ဘူးဆိုရင်ကျွန်တော်ကြုံခံပါမယ်ပေါ့အဲ့လိုတောင်းတော့မှပြောကြည့်လိုက်စမ်းပါကွာအဆင်ပြေသွားလိမ့်မယ်ရောနော် ဟုတ်တယ်မင်းပြောတာမဆိုဘူးငါတော့တောင်းမှန် ဟုတ်တယ်လှုပ်တယ်လေမင်း မင်းမလိုက် ဟာငါဘုတ်လဲမလေးမင်းတေတွင်းနဲ့ကြံငါ့ကိုခေါ်တယ်နော် ဒါမင်းပေးတဲ့အကြံလေးမင်းတာဝန်ယူရမယ် ဟာဟောကြံလဲပေးရသေးတယ်ကွာတဲလီနဲ့နောက်တစ်ချိန်မတွေ့ခင်မှာအသက်မခမ်းပါစေနဲ့လို့ကိုဆူတောင်းပြီနော်တဲလီ အော်တနာယူရတယ်ဟိုမှာတိတောင်မတိတဲ့ဟာကအတင်းနေသွားပြီးဆူတောင်းပေးဘယ်လိုလုပ်ဟောဆူတောင်းပေးလို့ရမှာယူများနေလားမသိဘူး စင်မ ဗျာမ လက်ဆိုလေးလာတာ အလှတော့မရဲ့မမလက်လေးနဲ့အဲ့လက်စွပ်လေးနဲ့မမခေါင်းလက်ကမှဆွတ်ထားတဲ့လက်စွပ်လေးကပျောက်တဲ့လက်စွပ်လေးနဲ့တော့တူတယ်နော် တူမှာပေါ့အဲ့လက်ဆိုပဲလေ အဲ့ဒီလက်စွပ်အာမရှိဟိုကောင်နေလက်စွပ်ပြန်လာပေးတဲ့နဲ့တူတယ်နော်ဒါဆိုရင်ဒီလက်စွပ်ကမမရှိဘယ်လိုလုပ်ပြီးတော့ရောက်လာတာလဲ နေရောက်ခဲ့တဲ့ဆိုင်ကပြန်ရတာအဲ့ဒီဆိုင်ကငါမိတ်ဆွေရဲ့ဆိုင်လေစင်မနေတော့ကန်ဆိုးတာပဲစိတ်မိကဘလောက်အပေါင်းအသင်းဆက်နေဘလောက်လက်တန်ရှည်ရဲဆိုတာနေမိနေတာဟုတ် မမကျွန်တော်တောင်းပန်ပါတယ်ကျွန်တော်အိမ်မှာငွေကြီးခက်ခဲလေးနည်းနည်းဖြစ်သွားလို့အခုလိုမလုပ်တဲ့တော့လုပ်လိုက်တာပါကျွန်တော်မှားသွားပါတယ်မမရဲ့ ဟုတ်ပြီလေဒါဆိုလည်းနေမနေတောင်းဝင်ယူလိုက်ပေါ့နေလက်စွပ်ရောင်းခဲ့တဲ့ဆိုင်ကို300တော့ပြန်ပေးပြီးတော့ဒီနေ့ကစပြီငါစီမှာအလုပ်လုပ်ဆရာမလို့တော့ ဘာပြောလဲကျွန်တော်ကအလုပ်ထုတ်လိုက်တာလားမမကျွန်တော်အမားတော့ကျွန်တော်တောင်းပန်ပြီလေဗျာဒီမှာမစင်မဆိုတဲ့အကောင်ကမမရဲ့လုပ်ငန်းထဲမှာထမင်းစားကြော်ခံနဲ့လုပ်လာလက်ပေါင်းမနဲ့တော့ပါဘူးခုမမကျွန်တော်ကလှုပ်ထုတ်ဟုတ်လားစင်မဘာကောင်လဲဆိုတာမမသိပါတယ် သိတာပေါ့သိလို့လေကြိုတင်ပြင်ဆင်ပြီးတာ没有不是你背场，不是你给我背场，咋了？三个，哎呀，那这样我们干，没有受伤的，没有妈妈关闭完了，我下来了，嘿呀，嘿呀你，走过来，是什么？哎，မောင်လေးတို့ကျေးဇူးတင်လို့တော့ပါဒါကျေးဇူးပြုတာပါ အော်ရပါတယ်ဗျာတကူးတကကြီးမှမဟုတ်တာကျွန်တော်တို့ကလေ
လက်စုပ်ကိစ္စကိုတောင်းမှမလိုက်ဘတော်ရစားတိုက်ဆိုင်တာ ဟုတ်ပါလက်စုကိစ္စကိုလေမောင်လေးခေါင်းထဲမှာမထားနဲ့တော့ထုတ်ပလိုက်တော့မောင်လေးနဲ့လည်းမဆိုင်ဘူးအဲ့ဒါကိုလေခုနလူယုံမှာဆင်မခိုးသွားတာ တိလေသမီးကတော့အဲ့လိုလုံးဝမကျေနပ်ဘူးရက်စကန်တော့တိုင် ဩသမီးရေရက်စကန်တယ်လှုပ်ရှုပ်ပါတယ်အဲ့ဒီပစံလောက်ကလေဒီလေးတော့ကဘာမှမဖြစ်ဘူးပပါလေးသိနေရမြမလေးမဖြစ်စလောက်ကလေးပါအိမ်မှာပေါ်ဆုံးကငွေပဲလေကဲမောင်လေးတို့နောက်ကိုငွေကြီးနဲ့ပတ်သက်ရင်လွယ်တာရှင်မမကိုပြောမမအားလုံးကူညီမယ် ဟိုကျွန်တော်တို့ကစင်းရပြီမယ်ဝေးချင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကူညီမတောင်းပါဘူးခင်ဗျာဟိုကျွန်တော်တို့နှစ်ယောက်ကကူညီတောင်းနေတာတစ်ခုပဲရှိပါတယ် ဘာများလဲပြောလေ နှလုံးသားကြီးရကိစ္စ နှလုံးသားကြီးရကိစ္စ အော်ဟုတ်ပါတယ်ကျွန်တော်နှစ်ယောက်စလုံးတော်တော်ဖြစ်နေလို့ပါ နှစ်ယောက်စလုံး တီးလေဘယ်လိုဖြစ်ညာလဲလို့ အော်တူနှစ်ယောက်စလုံးပါရဲ့ ဒီလိုပါထင်မလဲပါနဲ့ဟိုစိတ်မိကအချစ်အကျိုးတော်ဆောင်လုပ်ငန်းဆိုရင်စိုင်းဖို့တွေ့လိုက်မှာပဲကျွန်တော်တတိယလို့ပြောပြသွားတာဟုတ်ကဲ့ အော်ရပါတယ်ဟိုမောင်လေးတို့သဘောကျနေတာဘသူလဲဘသူသားသမီးလဲဘယ်အတိုင်းဝိုင်းရလဲဟိုဘလောက်ကြီးရဲ့အတိုင်းဝိုင်းရပဲဖြစ်ဖြစ်မမရအောင်ကျိုးဆောင်ပေးမယ် အဖြစ်ပြက်တွေအားလုံးကတော့အဲ့ဒါပါပဲကျွန်တော်တို့ကလိန်ညာဟန်ဆောင်ခြင်းတဲ့စိတ်နဲ့မယုံသားလုပ်ခဲ့တာမဟုတ်ဘူးပုံမလေးလေးဝင်ခိုင်းရရင်ပုံကိုချစ်တဲ့စိတ်နဲ့ဟန်ဆောင်လိန်ညာခဲ့တယ်ဆိုတာရေးသစ္စာဆိုရပါတယ် ဟုတ်ပါတယ်ဗျာကျွန်တော်လည်းလေဖြူလူကိုရာယူပိုင်ဆိုင်ခြင်းနဲ့စိတ်နဲ့လိန်ညာဆောင်ခဲ့မိတာပါခုလိုကိုဝအမှန်ဖုံးခွင့်ပြီဟန်ဆောင်လိန်ညာနေမဲ့အစားအမှန်တိုင်းဖွင့်ပြရတာအကောင်းဆုံးဖြစ်မယ်လို့ကျွန်တော်ဆုံးဖြတ်မိလို့ပါ ဟုတ်ပါတယ်ဒါကြောင့်မို့လဲခုလိုဖွင့်ပြောလိုက်တာပါကျွန်တော်တို့ရဲ့ဘဝမှန်ကြီးတည်သွားလို့ကျွန်တော်တို့တောင်းချလိုက်ပါလေနော် ရှင်တို့ဖွင့်မပြောခင်တည်းကရှင်တို့ဘဝအမှန်တွေကိုကျမတို့ညောက်ကသိပြီးသားပါ အိုးဘယ်လိုလုပ်ပြီးသိလဲ ဘယ်လိုလုပ်ပြီးသိတာလဲဆိုတော့ရှင်တို့တွေကျမတို့နှစ်ယောက်ကိုဂျင်လိုက်ပို့ရင်းနေကိုမှတ်မိသေးလား လိုက်ပို့တယ် ဟဲ့နေနေပြီးတော့နော်မင်းပြင်ပေါင်းကိုစူးစမ်းကြားလား တော်စမ်းပါကွာဟဲ့အောင်ငါမင်းစောစိတ်ကိုဝင်စားဘူးနော် ဟုတ်ပါငါပဲမယုံတာဟုတ်တောင်းအောင်မယ် ဒီနေ့ကငါတို့ရှိမှကျမတို့တွေ့တယ်ဝယ်ရမှာကျတော့ငယ်ပါကြည့်လိုက်ကြချောင်းအောင်မယ် ဟဲ့အောင်နော်ငါကတော့ဖြူနူးမဖြူနူးပဲရှင်းလား ငါလည်းပူးမပူးပါလေကွာတော့မင်းဖြူတူကိုစိတ်ကိုဝင်စားတာ အတူတူပါပဲနော်ငါလည်းအချိန်တိုင်းလေလူမှန်နေရာမှန်ဖြစ်အောင်လို့အဲ့ဒီကိစ္စကိုပဲစိတ်ဝင်စားနေရမင်းစောငါစစ်စစ်တော့မကြည့်ဘူးရှင်းလား ငါလည်းမင်းဆိုစစ်စစ်မကြည့်ပါဘူး မင်းနိုင်တာဘာပြောလဲ ဟိုတေချာမကြည့်ဘူးလို့ပြောတာနော်စိတ်ဝင်စားလို့ဘာမှမကြည့်တာ ဘာကိုရှင်းအောင်ပြောနော် ရှင်းနေပြီလား ငါတော့လေခုမြောက်ကိုလုံးဝမသိကောင်းဘာအကြံစီနဲ့များငါတို့စီရောက်လာလည်းမသိဘူး သူတို့ဘလို့ဂျန်စီနဲ့များငါတို့နောက်ရောက်လာတယ်အဲ့ဒါကိုပေါ်ထုတ်ပါမယ် နင်ကဘယ်လိုဖော်တော့မှာလဲ အဲ့တွင်ကအားလုံးစီစဉ်ထားပြီလားမကြည့် နင်ကလည်းကြီးချိန်နဲ့ဘယ်လိုလုပ်မှာလဲ ဒါကီးချိန်နဲ့ဒူအောင်လို့တမင်လောက်ထားတာဒါစပိုက်ကင်မရာလို့ခေါ်တယ်ဒါက SIM ကတ်ထဲတဲ့ပေါ့ဒါကကင်မရာ lens ဒီကင်မရာလန့်စီကတိတိလေးကို တသေးလေးဆိုပြီးတော့ဒီမသိနဲ့ရုပ်တန်ကြည့်ရင်ပြတ်သားဖုန်းလေးတစ်ချက်ခေါ်လိုက်တာနဲ့သူတွေဘာတွေပြောနေလဲဘာတွေလုပ်နေလဲဆိုတာကိုအကုန်မြင်ရကြားရမှာရော့ဒါနေထားလိုက်ဒါတော့ငါအတွက် စုံတော့ကြီးဖြူလို့လေးစားပါတယ်ကိုကြီး လေးစားပါရဲပေါ့ဆက်လို့ ဟေးရုံမောပြော ပြောရအောင်လုံးနော်
ဟိုဒီမှာအင်ဂျင်မလို့စိတ်ညစ်နေရတဲ့ထဲငါ့ကိုဆိုင်ဖုန်းဆက်လာပြီအလုပ်ဖြုတ်လိုက်ပြီတဲ့ ငါလည်းဘာထုတ်လဲကွာရေဆေးစီလို့ခွန်ခွင့်မတိုင်ပဲလှုပ်ပြက်လို့တဲ့ခါတဲ့ငေါ့လည်းလှုပ်ထုတ်ပလိုက်ပြီဟဲ့ဘာမှညံ့မနေနဲ့နော်အချစ်အတွက်နဲ့ထီးနှန်းဆွန်သွားတဲ့ဘရင်နေတော်ရှိသေးတာလေကွာဘာမှဝမ်းနေမနေစမ်းပါနဲ့ကွာဟာဟိုကဘရင်ကွာငါတို့ကတရောင်းသားခွက်ပြောက်တဲ့ကိန်းဖြစ်မှာဒီပါဖြစ်ရပါငါတို့ကူညီထောက်ပံ့ပေးနေတဲ့ဒေါ်စိန်မီကတယောက်လုံးရှိနေတယ်လို့တော်သေးတာပေါ့ငါတို့ကောင်မလေးစီကအချစ်ကိုငါတို့ရမှဖြစ်မှာလို့ဒီတဲ့ချင်းလေးဆိုးလာတော့လေခွက်ဆွဲပြီးတော့တောင်းစားကြတာပေါ့နော်မဟုတ်ဘူးလားဟဲ့မင်းမဲတောင်းစားနော်သွားရအောင်ခွက်ဆွဲပြီးတောင်းစားတဲ့ဆိုးရရှိသေးတယ်နော်ကိုဘိုးတော်ကြီးတယောက်ကငါတို့ရဲ့ဘဝအချိန်မှာကိုတည်သွားရင်သူတို့ပြောနေကြစကားတွေငါတို့တောက်ချလိုက်ပါကွာနားလေဟဲ့အဲ့ဖိုးကြီးနှစ်ယောက်ဆိုတော့ယူကြီးတွေပါကွာအဲ့ဖိုးကြီးတောက်ချတော့ငါဟောတယ်လို့ဟမ်ဟုတ်ဒါဆိုပိုးတို့ကကျွန်တော်တို့ပြောသမျှလို့သမျှအားလုံးမြင်နေကြားနေရတာပေါ့ဒါပေါ့ဟောရှက်တာဗျာအော်ဘာတွေရောတွေ့သွားသေးလဲဘာလို့တွေ့ရမှာလဲဟိုမင်းလေကွာဘာပဲမြင်ပေါ့ကွာဟိုအခုချိန်မှာအဲ့ဒါရေးမကြည့်ပါဘူးဟိုအခုချိန်မှာရေးကြည့်တာကဟိုငါတို့ပုံမှာနားလေခွင့်လို့ပေးဖို့ရေးကြည့်တယ်ကျွန်တော်တို့ပုံမှာတကယ်ဟိုခွင့်လို့နိုင်လားကျမတို့ကတော့ရှင်တို့ကိုခွင့်လွှတ်နိုင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ရှင်တို့ကလိန်ညာခဲ့ပြီမဲ့မတမားတဲ့စိတ်နဲ့လိန်ညာခဲ့တာမဟုတ်တာနော်။ဟုတ်ပါတယ်ဗျာ။ဟိုကျွန်တော်တို့ကလည်းလိန်ခဲ့ညာခဲ့တယ်ဆိုပေမဲ့ရိုးသားသားလိန်ခဲ့တာပါ။အမှန်လိန်နာတော့မှရိုးသားသားလိန်နေဖြစ်ရသေးရဲ့ပေါ့။ဟိုရိုးသားသားလိန်လို့ပဲအခုအဖြစ်မှပြန်ပြီးတော့ဝန်ခံတာလေ။ရှင်တို့ရိုးသားတာမှန်ရင်ကျမတို့တက်တည်ပြရမှာပေါ့။ဘယ်လိုလုပ်တက်တည်ပြရအောင်ရှင်တို့ဘဝမှန်တွေကိုကျမတို့မိဘတွေကိုဖွင့်ပြောလိုက်ဟာဒီထဲမှာလေဓာတ်တင်းရဲနဲ့တော်တော်ကြွနေတယ်ဒီချိန်မှာတော့ဝင်ခံလိုက်စက်ပြက်ပြက်မပြတ်တစ်ခုပြောက်ခရူဇာမင်းကဘာဖြစ်လို့လဲတော့မင်းကငါ့ကိုတွေ့ရတယ်ဘာဖြစ်လို့ပြန်လှည့်တော့ဟိုဂျယ်ဒီကဟိုဓာတ်စွမ်းပြနေတော့လေဟိုအနောက်ဆက်ပြတော့မှာဆိုလို့ပါမင်းကိုကြည့်ရလားဒယ်ရီကိုတခုခုပြောချင်နေတဲ့ပုံဂျယ်ဒီကကြိုသိနေတယ်ဟာငါနာမည်ကစာဒနာဒိန်းပါလူတယောက်ရင်ထဲမှာဘာရှိလဲဆိုတော့ဒိန်းကနေတက်ကနေသိပြီလားဟိုဂျယ်ဒီကတီးပြီးသားဆိုရင်လည်းကျွန်တော်မပြောတော့ပါဘူးကျွန်တော်ပြောချင်တာလည်းအဲ့ဒါပါပဲဟေ့စကားဆိုတာအစရှိအဆုံးရှိရတယ်ကွာမင်းပြောမှငါသိမှာပေါ့ပြောဟုတ်ကဲ့အဲ့ဓာကြီးခဏချထားလိုက်ပါချလို့မရဓာနဲ့ဒိန်းနဲ့ဆိုတာဝမ်းဆက်အဲ့ဒါကြောင့်စာဓာနာဒိန်းဘောပေါက်တယ်ပေါ့ပါပြောပေါ့ပါတယ်ပေါ့ပါတယ်ဒီလိုပါလေဟိုကျွန်တော်ကလေဟိုကားရည်စေးကားရည်စေးတဲ့လူကမင်းလုံးမမဟုတ်တာငါတပည့်ဒီအစ်စ်တွေတော့မခိုင်းဘူးနော်မင်းလုတ်စရာမလုံးတကယ်တော့ဟိုကျွန်တော်အလုပ်ကလေမင်းအလုပ်ကဒယ်ဒီသမီးလေးကိုချစ်ပေးရမယ်ကျင်နာပေးရမယ်ယူရပေးရမယ်ပြီးသွားလို့ရှိရင်မင်းရဲ့ဒယ်ဒီတွေမာမီတွေရှိတဲ့အမေရိကကိုခေါ်သွားပေးရမယ်ဒါပဲအမေရိကကိုခေါ်သွားပေးရမယ်ခေါ်သွားပေးရမယ်လေဘာလဲမခေါ်သွားခြင်းလားမခေါ်သွားခြင်းဟုတ်ပါဘူးခုနတခွားဒီဘာဖြစ်သွားလဲပြုတ်ကျသွားပါလေပြက်ကျသွားတာပြက်ကျသွားပါတယ်လို့ပြက်ပြီးပြုတ်ကျသွားတာဟုတ်ပါတယ်နော်ပေါ့ပါတယ်ဟုတ်ကဲ့အဲ့ဆိုရင်မင်းသွားလိုက်တော့ဟုတ်ကဲ့ပါဟဲ့နဲ့ပြန်ကျင့်မယ်ပြုတ်ကျသွားတာတွေပြန်တင်လာလိုက်ဖတ်ထားပါပြီးရောဟေးတော်ပါပြီနောက်မှနေကောင်းရတာရွေးပြီးတော့ဝယ်ခါတာပူကောင်းပါတယ်ဒီအချိန်မှာငါ့ဘဝကိုမှန်တယ်ဝန်ခံနိုင်ရင်ကောင်းပြီဒီဖိုးကြီးကမူးလာရင်သွေးဆိုးတယ်ဆိုတော့ရံမှုတော့မှဝန်ခံငါ့ကိုထားတတ်ချင်တတ်မောင်ကျော်နေဝတ်တာငါသမက်အကောင်းစားလေးဟာအော်ရပါတယ်ဗျဟိုကျွန်တော်ဆက်ပြီးပါမလိုပါဘူးငါသားမလိုပါဘူးဗျာ
哎，水怎么我怎么？那个伢比怎么讲啥哩啊？要干嘛了？也是别人，这边没事啦，别什么，别什么没路，没路，一时谈了吧？မဟုတ်ပါဘူးခင်တကယ်တော့လေရဲစတဲ့အလုပ်ဆိုတာ ကျွန်တော်တာဝန်ပါလို့မင်းပြောချင်အဲ့တာဝန်မင်းဘယ်သူပေးထားလဲပြောတာဒီအိမ်မှာငါလွယ်မျိုးတာဝန်ပေးရတယ်လေငါသမက်ကိုဒီလိုတာဝန်ပေးစရာလားအမေရိကန်မှာနေတဲ့ကြီးတဲ့ချမ်းသာတဲ့တထေးသားတယောက်ကဒီရောက်ခမကိုအရက်စားပေးရမလားတင့်တော်လားဒီမှာရောက်လူကြီးမိဘကိုရိုးသေးတယ်ဆိုတာအဖေလက်ခံတယ်နော်ဒါပဲနဲ့အရက်ဝိုင်းမှာမလို့ရောက်ခမနဲ့သမက်နဲ့လေတော်တာပဲရေကိုရင်7ထိုးမယ်ဝင်လေကြွားမှာမသိပါနဲ့နိုင်ကြမှာနေမင်းဘုဒမ်မှာတည်အဖေမင်းကိုစပ်ပေးမယ်အေးဒါပဲဖေကရဲစတာမင်းတော့မကြွမ်းဘူးကွာမင်းကတော့နိုင်ငံသားပါနေဆိုနိုင်ငံသားပြည့်ရတယ်ကိုတော့တော့လားဒီရတဲ့ကောင်းလိုက်တော့မှာဗောဖေကရက်လေအများကြီးမတော့တော့ဘူးတနေ့ဆိုတော့တလုံးပဲတော့ပဲဖေအများကြီးမတော့နိုင်ဘူးအေးတော့စပ်ပေးမယ်ဖေစပ်ပေးမယ်ဒါမင်းနည်းပြေတော့နည်းပြေဝင်ဟာလားဝင်းမကောင်းဟုတ်ဒီကလေးနဲ့ထပ်တဲ့စင်ပြီးဝိုင်းတာပဲကောစစ်တယ်ကိုဂျူဒီဖလီလေဟာဂျူဒီဖလီနိုင်တော့တကယ်နေတော့ယူလာတာဒါတော့ပေါ့ရှိရေတော့အရတာကိုမရှိတော့ညာရောလို့အဲ့အရင်နဲ့ရေခဲနဲ့သဘောတည်းတော့တွက်လို့စင်ပြီးအောင်လုံးမလေဟုတ်တယ်မငါနဲ့ထပ်တယ်လည်းမနော်ဟုတ်ပြီ我用了没用了，没记着喏。对，干那卖完啊。ဟုတ်တယ်ဟုတ်ပါတယ်ဟိုဒါပေမဲ့ဒါရင်းနဲ့ဆိုရတာမပြည့်စုံဘူးဆိုတဲ့သဘောအဖေသိပြီဒီမှာကျက်ပင်ထူတာလေဒါဘာပြောချင်လဲဆိုအဖေသိတာဘောပါတာမကောင်းဖေးဘာကြောင့်မကောင်းဘာကြောင့်မကောင်းရတာလဲဆိုတော့အဖြေကိုရဖို့အတွက်ကမီးစမ်းကြည့်ရသူတို့ညနေလဲရပဲအဖေရက်စရာမကောင်းညအတိပြန်စားပဲအတိပြန်စားပဲရေခဏတော့ကြည့်လိုက်ဒီကတော့မလွယ်တော့ဘူးလို့တော့ပဲကြီးလာမယ်ဆိုရင်အဲ့တော့ပဲအဲ့တော့ရဲဖေးကျွန်တော်ပြောချင်တာလေမကောင်းမြန်ဘူးဟမ်ညနေအဖေညနေမကောင်းဘူးဆိုရင်ပွင့်နေတာကောင်းတယ်ရင်ဟိုရင်နေရမင်းထိုးရတဲ့လူတွေကပြင်းမလားဟုတ်တယ်မလားလို့ဟုတ်တယ်ရတာညနေဘယ်ညနေငုံအခုမဟုတ်ဖေးပြန်စားပေးမယ်အမငယ်ရဖေးပြန်စားပေးတာခွာအဖေတောက်လိုက်ပြီလေဘယ်သူတောက်ရလဲအဖေတောက်တာဘေးဖေးတောက်လိုက်တယ်လေလူပြီးတာငါတို့ဖေးစားပေးနေလို့တော့ဒါတခွတ်တော့အောင်တခွတ်ဘယ်လိုပြောမလဲအေးအေးတော်ဒုက္ခပဲကွာကျွန်တော်က KTV မှာရက်ဆက်တဲ့ကောင်နော်အဲ့ဒါကိုပြောမလို့လူရင်းအောင်မရဘူးသူ့အတူစားလိုက်သူ့အတူတောက်လိုက်သူ့အတူစားလိုက်သူ့အတူတောက်လိုက်နေမောင်ကျော်နေဝါတာလာလေကွာအဖေကနေမှာနည်းနည်းတို့ပူလေးချင်းကနေလို့စားနေတော့ရင်ပေါ့လာโอเคDaddy ညာကြီးမို့ချုံအဲ့ဒါဘာလုပ်နေရတော့လေးချင်လာလုပ်တယ်ဆိုတာညနေနေယူရင်းနေလို့မရဘူးကျမ်းမာကြီးကအဓိကဘာမှနားမလဲ
နင်းလုံးအောင်ရိုက်ကြလား ဟာရတယ်ဟိုဘက်မှာလေဘရိခါမှာအမြဲတမ်းရိုက်နေတာ ဟုတ်လားအေးလို့ရောဟမ်စမ်းကြည့်ပါပြီးနေတော့ကြလား ဟုတ်ကဲ့ရိုက်ပြီနော် ဟာလေတဲ့ပါဗျာ ဟာတော့ပြီ ငါ့ကိုဘယ်ကောင်ငဲနဲ့တူတာလဲကဲမုံခေါကဲမမမဒီငါ့ကိုမင်းကခေါလို့ပြောဟဲ့လားဟိုဘက်ကခေါသေးရိုက်လိုက်ကအာစီကိုလာမန်နာလို့အဲ့ဒါပြောတာမင်းလည်းရှင်းမပြောဘူးသမင်တကာလောက်တာဖြစ်မယ်ဒီကောင်နဲ့ငါလည်းတွေ့မယ်ဟိုဘက်ချမ်းအကောင်လေးအဆင်မရှိတဲ့အောက်တန်းသားကောင်လေးမင်းတို့တတ်သိရှိတဲ့ယောက်ျားမှလို့ရှိရင်ခေါသီးနဲ့ချောင်းမပြင်းနဲ့ဓာတ်ပြင်းရှင်ကုန်မယ်လားလာရောက်မဟုတ်ပါဘူးဟိုကျွန်တော်တောင်းပန်ပါတယ်ဗျာဟိုကောက်စီးရိုက်ရတာကျွန်တော်ပါမင်းကောက်လောက်တာမင်းကြောက်ပါငါသားဒီလိုအဆင်မရှိတဲ့ကောင်ဘာမှတောင်းပန်နေကြမလို့ဘူးကွာမင်းအဆင်မရှိတဲ့ကောင်မင်းတော့မင်းသက်ပါအော်မင်းငါသမက်ခေါင်းဆောင်မင်းတိုင်မင်းငါသက်ပါတားလေမင်းသက်ပြီးရှိတယ်ဝေးမလုပ်ပါနဲ့ဗျာစိတ်ကိုဆောပါဟာဘာမှဟုတ်တာလည်းမဟုတ်ဘဲနဲ့ ဘာဝဟဲ့ဒါမှတော်လူဘာဝတယ်တောင်းမယ်လေမတော်စက်တောင်းမယ်လေတော့ဘာထွန်းတတ်နေလဲဟုတ်တယ်မလား ဟုတ်ပါတယ်လူဘာဝငါသားတားလို့နော်ငါသားတားလို့ငါသားကဆန္ဒရှိလေအဲ့ကောင်တစ်ခုကိုခေါင်းတီးနဲ့တိတ်ပြီးထုတ်လို့ရတယ်ကွာသဘောပေါက်လားဒီရဲဒီဘောလုံးကတမောက်ကွာတက်ဘူးဘာဖြစ်တာလဲဟိုလိုဟဲ့ကောင်မင်းမရိုက်လိုက်လားဟဲ့ငါ့ကိုကစားချင်လားမရိုက်တော့မင်းလောက်တာလေကွာတွေးရတယ်တော့ဓာပေးလဲတတ်တွေ့ဟောဓာပြအော်ဘာလို့ခွေးလိုက်တာလို့ဟေးဒါကဒါဟိုနှစ်ယောက်ကအခုချိန်ကြီးအဖေတို့အဆင်ပြေအောင်မပြောနိုင်သေးဘူးနော်လင်းနော်သူတို့ပုံစံကြည့်ရတာလေဒယ်ဒီတို့တော်တော်ကြောက်နေတဲ့ပုံပဲကြောက်မှာပေါ့အဖေတို့ကလည်းဖျဲချောက်ထားတာခတ်တယ်နော်သူတို့ကလေလဲတော့လဲတယ်မအူမလဲတွေဒီတိုင်းဆိုရင်တော့ငါတို့ဝင်ပါမှာဖြစ်တော့ကြပါလေဟာငါတို့တွေလေဒယ်ဒီတို့ရဲ့အရေးအကဲကိုကြည့်ပြီးတော့မနှက်ပြန်ကြရင်အမှန်တမ်းဖွင့်ပြောလိုက်ကြမယ်နော်ဟေးတမီးရီးစရာပြောနေရမဟုတ်တော့အတီပြောနေရဟုတ်တယ်ဟာအသားတို့ရီးစရာတို့ဆိုတာအဲ့လိုအတီပြောရင်ပို့ပြီးတော့ရီးရတာပြောရဲဆိုရင်ထပ်တောင်ရီးချင်လားဟဲ့ဒီအဲ့လောက်လည်းရီးနေတယ်နော်ရီးလို့ရင်ငိုဝါတက်တယ်တဲ့တိတ်စားနင့်အကြောင်ငါမသိဘူးများမလားဟမ်ယောက်ျားမလို့ချင်တာနဲ့ငါ့ကိုလုံးသက်နေလာခင်းမနေနဲ့ဟမ်အဖေရလေတမီးပြောတာမယုံဘူးဆိုရင်လေဒယ်ဒီတမက်လောင်းခေါ်ပြီးတော့တမီးပြောတဲ့နေရာကိုသွားကြည့်လိုက်သွားမှာသွားကြည့်အောင်ပါပြောတဲ့အတိုင်းမဟုတ်လို့တော့လေဂုံးတခဲလိုက်ငါမင်္ဂလာပွဲကိုချက်ချင်းကိုစီစဉ်ပြမှာဟမ်ဒီကိုဘာလို့လုပ်တာလဲဟိုမင်းရတယ်ဒီလာမှတော့ကားရည်စေးမလို့ဘောကွာကောင်းတယ်ဒီရေစင်းစီလို့ခေါ်ပါလေဟိုဝန်ဆောင်မှုပြည့်ပြီးတယ်ဒီကိုရလာတဲ့ကားပိုက်ရှင်တဲ့အားလုံးကလေစိတ်ကျင်တဲ့အပြည့်အဝကိုရတာဒီကမောမင်းနေတာအမေရိကမှာလေဒီရေစေးကုန်အောင်တော့မရဘယ်လိုလုပ်သိကျွန်တော်ကဟိုလူလေးနဲ့ဒီကိုရောက်ပြီအဲ့ဒါကြောင့်ပါအော်အေးရောက်စေးလေကွာဟာရောက်ချက်လားမင်းကဒီဇိုင်းနဲ့တော်ခိုင်းအားတော့ကြတယ်ကွာမင်းဆရာမချမ်းသာနဲ့ဘယ်လိုခေါ်လဲ
ဒီကောင်ကြီးကိုခေါ်လာလေ 哦，不要了，讲到嘛嘞，啊那这天哩Harry Cruiser， ချမ်းသာရောင်မင်းကားဒရိုက်ဘာတော်တော်နောက်တက်တာပဲ 别对吧嘞，俺这天我这天， ဩဘေးကမှာဒီကောင်ကြီးကမှတတိမညာကျတို့နဲ့ရေစဲစီတို့အတူတူလုံရင်းနဲ့လေတရေသမီးနဲ့ညာပြီတရေသမီးဖြစ်သွားပြီဟုတ်တယ်နော် 好了， ဟုတ်ပါပြီ 包了嘞，包了嘞，明老表了没啊？这天他说，没啊，别的没的，阿美利加嘛你他说，啊讲他讲嘛你们没来的没听不得个，没就说。 ဒါကဒီလိုရှိပါလေအကဲဟိုရေစင်းစီတို့လုပ်ပါလေဆိုမှဟိုလက်နဲ့မထူပြန်ကားတွေကိုဘယ်လိုဆေးရမလဲအကဲ 哦，阿弟路啦， ဟုတ်အဲ့လိုပါ 也是的搞，我搞的。啊？也是的搞，马比啦，老三，也是的搞，马比啦，啊？那我走了，也是的搞。 ဘာလဲလဲမင်းတော့ဒဲဒီကိုခေါ်တယ် ဒီလိုပါခင်ဗျဒီကိစ္စကိုလေအဖြစ်မှန်ကိုကျွန်တော်ရှင်းပြဖို့ကျွန်တော်အချိန်ချင်းတူးသားပါသေးတယ်ကျွန်တော်ကားရေးဆေးလို့ပြောလိုက်တာနဲ့လေဒယ်ဒီကမဟုတ်ဘူးလေးကလေရေးဆေးတာမင်းလို့မဟုတ်ဘူးတဲ့အဲကျွန်တော်ဆက်ပြီးအခွင့်မသားလို့ပါရှင်းပြဖို့အချိန်ချင်းတူးသားပါသေးတယ် ငါပြစ်တော့ပုံချလိုက်မင်းပြစ်ကိုမင်းကူသိပြီလား သိပါပြီ အဲ့တော့မင်းငါ့ကိုပြန်ပြီးတော့ပေးဆက် ဟုတ်ကဲ့ဘယ်လိုပေးဆက်မှာ မင်းငါခိုင်းတာလောက်อ่ะမလောက်ရင် ဟာကိုကိုတတ်နေမယ် ဘာလို့တတ်ပြမလဲမင်းကိုတတ်မလို့ပြောတာ ဟုတ်ကဲ့ပါဟုတ်လုပ်ပါမယ်လုပ်ပါမယ် ပြင်ပြောစမ်းမင်းမိဘတွေကအမေရိကမှာတော်တန်းမှာနံပါတ်ဘယ်လောက် 3မညံကောင်းတယ်မင်းမိဘတွေကဘယ်မှာနေတာ America ဘာအမေရိက မြောက် America မန်ကီအမေရိကဟုတ်နော်ဟုတ်ပြီအဲ့ဒါဆိုရင် KTV ကိုမြန်မာလိုဘယ်လိုခေါ်လဲ KTV ကိုတွေတို့ကကြီးကြီးတောင်း တိရမင်းစင်နေမြန်ငါ့ကိုလာပြီးလင်ရဲ့ဟဲ့လားငါတောက်ချတယ်အောင်နော်ဟုတ်လားကျေးဇူးရှင်းဆိုတာကွာရှင်းဆိုတာ ပါတချင်းသွားမှာလေလို့ မင်းငါကတင်ပေးတာပါချင်းဘာချင်းနဲ့ငါပြောရမှာနော် မလုပ်ပါနဲ့မလုပ်ပါနဲ့ ဆို ဝိတာလေးပါပဲဝိတာလေးပါပဲကျွန်တော်ဘဝကဝိတာလေးရုံဝိတာသချင်းလေးလိုက်ဆိုကြ ဝိတာသချင်းလေးလိုက်ဆိုကြဟာမင်းလိုက်ဆိုရင်ငါလုံးရမယ်နော်တပုတ်ပြောဝိတာပေါအောင်ထက်ဆိုမဆိုရင်ငါလုံးမှာနော်ဝိတာပေါအောင်ဆိုဝိတာရေဝိတာလေး အတန်ဆိုးရကွာငါမင်းငါလုံးရှင်းနေငါစိတ်ရှိလို့လုံးလိုက်မှာနော်ငါမင်းဟဲ့တပုတ်ပြောနေစမ်း ဘာဆိုရမှာလဲ ဝိတာပိုင်ပြီးတော့နောက်တစ်ပုတ်ပြောငါလုံးပြီးတော့မယ်နော် မလုပ်ပါနဲ့ဆို လက်မရောမင်းရှော့တက်လာလားဆိုခုဆို ဝိတာလေးဝိတာလေးဝိတာဝိတာလေးဝိတာဝိတာလေးဝိတာလေးဝိတာဝိတာတာဝိတာပြောမလားဝိတာလေးဝိတာလေးဝိတာတာဝိတာဝိတာလေးဝိတာလေးဝိတာတာဝိတာ ဟာပြောရဆိုလေ ဖေ ဟာဖေငါကိုငါဖေမခေါ်နဲ့မင်းစင်းငါဖေလမခေါ်နဲ့ဖီလူမခေါ်နဲ့ဒီဘောဘောလား ပေါ့တယ်မဟုတ်ဘူးလောတယ်လေအာဟုန်နေ6လို့ရေလေးတစ်ခုလောက်တိုက်ပါလား ရေသားချင်း ဟုတ်ကဲ့ မတိုက်ဘူးမင်းပြုတ်ကိုမင်းကိုဝင်ခံမိတာ ဝင်ခံပါတယ်အရင်ကတည်းကလည်းဝင်ခံမှုလို့ကြိုးစားခဲ့ပါသေးတယ်အခွင့်အရေးမှမပေးတဲ့ဥစ္စာအရက်ဆက်ပေးတဲ့အချိန်တုန်းကလည်းလေကျွန်တော်ရဲ့အလုပ်ကအရက်ဆက်တဲ့အလုပ်ပါလို့ပြောမလို့ဥစ္စာအဲ့တော့အဖေဘာပြောလဲမဟုတ်အဲ့တော့အငယ်ဘာပြောလဲဟာငါရဲ့ရွှေသမက်ငွေသမက်အကောင်းသားလေးကဆက်ပေးစရာလားဟမ်အဖေကိုလည်းဆက်ပေးမယ်လို့ပြောပြီးတော့အဖေပဲတောက်အငယ်ပဲတောက်သွားတာလေပြီးတော့မူးဝေးမှောက်သွားတယ်ဘယ်မှာပြောချင်ရတဲ့လူလဲ ငါတော့အပြစ်ဖြစ်နေသေးတယ်နော်မင်းဟဲ့လားဟဲ့မင်းစားပြလိုက်နော်ဒါမင်းတို့လာကြီးကဘူးမင်းပြုတ်ကိုမင်းသိပြီဆိုတော့မင်းပြင်းနဲ့ထိုက်တန်နဲ့ပိစမှုတူငါပြန်ပေးရမယ် ဘာပေးစားမှာ ဘာပေးစားရမှာလဲဆိုတော့
ငါခိုင်းတာကိုမင်းသိချာလို့အဲ့ဒါကိုမှမင်းသိချာမလုပ်နိုင်မင်းဟုတ်လားအာဆက်ဝင်တယ်ရှာဝင်လားလို့ရှာပါလားလို့ရှာပါဘူး လေးဝါမင်းကဘာလို့ချင် မင်းအောင်ငါ့ကိုဘာလို့ချင် ကိစ္စကိုရှိ ငါလည်းကိစ္စကိုရှိ ကိစ္စရှိလို့ချိန်တာများကွာဘောလုံးဝင်းမှာချိန်ရတယ်လေ ညှိလို့နိုင်လို့အစင်မပြေရင်ပိုင်နယ်တွေတွင်းပြီးအဆုံးဖြတ်ယူရ မင်းကလေငယ်ငယ်ရလို့ပဲကြောင်တောင်တောင်လုပ်လို့မယ်နော် အေးငါ့ကိုကြောင်တောင်တောင်ဆိုပြီးမင်းကပိုးတိုးတိုးနဲ့တော့တက်မလားတောက်ချလိုက် မင်းတောက်ချလို့ငါငိမ့်နေမှာမဟုတ်ဘူးတောက်ရင်တောက်ချလိုက်တော့ဗျာဟိုကိစ္စကိုလုံးလိုက်တော့ဟေ့ငါသိတယ်မင်းတို့ရှာမရှိနဲ့ မင်းရင်ပြော မင်းပြော မင်းရင်ပြောပါ မင်းကမင်းပြောပါ မင်းရင်ပြော မင်းပြောရင်ပြီးနေတယ်မင်းပြောလိုက် အာစီကဲတိုင်မင်ခေါ်ပေးမယ်ပြိုင်လို့ပြော 1 2 3မင်းနဲ့ငါသမတ်ချင်းလဲမလားဟာဟေ့မင်းကဘာလို့လဲချင်တာ ဘာလို့လဲချင်တာလဲဆိုတော့ဒီလိုရှိတယ်ကွာငါအိမ်မှာအခုလက်ရှိရောက်နေတယ်အကောင်းစားတတ်မဲ့ကလေးကမင်းသမီးကိုကြိုက်နေတာ တိုက်ဆိုင်လိုက်လားကွာငါအိမ်ကရွှေသမတ်ငွေသမတ်ကလေးရလေမင်းသမီးကိုကြိုက်နေတာကွာ အဲ့တော့ငါတခုစဉ်းစားမိတယ်ကွာငါတို့မိန်းမတွေလည်းငါတို့ကိုမချစ်ဖဲနဲ့ယူခဲ့ကြရတဲ့ဒုက္ခကိုငါတို့တွေ့နေကြတာ ငါလည်းကိုချင်းဆောင် အဲ့တော့တို့သမီးတွေလက်ထက်မှာတို့မိန်းမတွေလို့မချစ်မနစ်တဲ့တွေကိုယူပြီးစိတ်သွားကြတယ်မရောက်စေချင်ဘူး ဒါတော့မှန်တယ် အဲ့တော့မင်းနဲ့ငါနဲ့ညှို့တေးတွေကိုခဏဘေးဖယ်ထားပြီးငါတို့သမီးတွေရဲ့နှလုံးသားရေးကိုဦးစားပေးကြအောင်ခေါင်း အေးလေမင်းကလဲဆိုလဲလဲရမှာဒါမှမဟုတ်ငါတိတ်မလဲချင်ဘူးဘာဖြစ်လို့လဲဆိုတော့ငါရဲ့ရွှေသမတ်ငွေသမတ်ကလေးကအမေရိကမှာတထေးစင်းဝင်တော့တန်းဆိုတော့မကြောက်မှာပေါ့အဲ့တော့တန်းဝင်မို့တစ်စစ်မဲ့လို့တော့11ဆို17ကိုပြောတာ17ထဲလားပြင်းစရာကောင်းလိုက်တာကွာငါသမက်ကပိုချမ်းသာတာဗောကွာငါသမက်ကမှာအမေရိကဆိုတဲ့နိုင်ငံကြီးမှာ top 10မှာ number 3ဘာဖြစ်ပါငွေကြီးကအဓိကမဟုတ်ပါဘူးမင်းတို့ငါတို့လည်းချမ်းသာနေကြတာ မှန်တယ်လေ ငါတို့သမီးတွေရဲ့နှလုံးသားရေးကိုပဲဦးစားပေးပြီးမင်းနဲ့ငါမျက်နှာခံပြီးရေးပြီး ဟာရှင်းတန်းတရားမှာဟောသားသမီးတွေပဲဟုတ်တယ် ဟုတ်ပြီအဲ့တော့လဲမယ်ဆိုတော့ဂရိတည်တယ်နော် ငါတည်တယ်လေ ဟုတ်ပြီဒါကိုလူမော့ခန်းထဲမှာတက်ထားတဲ့ spy camera ရဲ့ဖုန်းနံပါတ်ကိုချမ်းသာရဲ့ဖုန်းနံပါတ်ကရော မှတ်ပြီးပါပြီအဲ့လာလည်းဖြစ်တယ်မလီအာနေကိုချမ်းသာရဲ့အဝတ်စားလဲနေရဲ့ချင်းတော့မကြည့်လိုက်နဲ့နော်နေမူးမေပြီးတော့လဲသွားအောင်လေ ဟဲ့ပြုလို့နင့်လိုများမှတ်နေတာနင်သားလေညာအိမ်ဖျားရှိခိုးပြီးမှအိတ် ဘာဖြစ်လို့လဲ ဘာဖြစ်ရမှာလဲကိုလူမော့ရဲ့တက်တူတွေမြင်ပြီးအိမ်မဆိုးတွေမှတ်နေမှာဆိုလို့ဟေး ချစ်တယ်ကွာ
ပိုးစိုးပစ္စည်းကိုချစ်တယ်ဟုတ်ရဲ့ချမ်းသာဆိုငွေကြီးစီးတဲ့ဥစ္စာမှာချမ်းသာတယ်ဟုတ်ချစ်တယ်ထားစရာနေရာမရှိတော့ဘူးချမ်းသာကိုယ့်ချစ်တယ်အားလို့ဘုံကိုပုံပြီးလိုက်အားလုံးလက်ခံပြီနော်ကိုယ့်ချစ်တယ်လက်ခံပြီဘုံကချစ်တဲ့သေးမှလေးလှုပ်လိုက်အဲ့လိုပြောရင်သူကငါ့ကိုပြောတယ်မချစ်ဘူးလို့ပြောရင်လေချစ်တယ်လို့ပြောရင်လေဘလို့ပဲဖြစ်ဖြစ်နေပါဦးခုချိန်ကြီးဆက်လိုက်လို့သူရဲ့ဘယုတ်ဒုက္ခလုံနေရတဲ့ထိုးဝိုင်းဒုက္ခပါပဲဒါမဲ့ခုချိန်လောက်ဆိုရင်ကြာပါလေဆက်လိုက်တာပဲကောင်းပါတယ်ချစ်တယ်အဲ့လိုအကျယ်ကြီးအကျဉ်းအော်ပြောနေတာတော့မင်းဘာလို့မကြားနိုင်တာလဲဖြူလူလေးရဲ့ဘယ်ကြားမလဲမင်းကတပ်ပုံထဲမှာကိုအဲ့တပ်ပုံထဲကနေပြီးတော့ကိုယ့်ရဲ့ရှင်ဝင်တွေကိုရောက်လာဘယ်လောက်ထိများစောင်းအောင်မလဲဖြူလူလေးရဲ့ပြောမတာပြောရတာပါကိုယ့်ရဲ့ရှင်ဝင်တွေကိုရောက်လာဘူးလေတကယ်တမ်းကျတော့မမျောလေးရေပေါ့ဟိုနာမည်ကလူမောဘယ်လိုခေါ်လဲပြန်ခေါ်ကြည့်လူဟုတ်တယ်မှန်တယ်ဒါပေမဲ့လူတွေကြားထဲမှာမော်ကြွားဖို့အတွက်မစွမ်းနိုင်တဲ့လူတစ်ယောက်ပါအဲ့တော့ဖြူလူလေးကကိုလူမောလို့မခေါ်နဲ့လူနှုံးလို့ခေါ်ခေါ်ကြည့်လူဟုတ်တယ်လူနှုံဒါပေမဲ့ဖြူလူလေးလူရတာနှုံတော့လုံးသားမနှုံအရန်ချစ်တယ်တာပြောနေနဲ့အသေးတောင်ရလာပြီအဲ့ဒါနှာခေါင်းလေးဒါပါလေးဒီနေရာနဲ့မင်းတို့တွေအိမ်ချင်းလဲပြီးတာတော့ဟုတ်ပါပြီကောင်မလေးတွေကိုရောချစ်တယ်လို့ပြောပြီးပြီပြောတော့မပြောရသေးဘူးလေဟိုဒါပေမဲ့သူတို့ကလည်းဟိုစပိုင်ကင်မရာတွေကနေကြည့်ပြီးသားဆိုတော့ပြောပြီးသားတွေပါနော်အဲ့လိုပါဟုတ်တယ်အဲ့လိုမရဘူးလေမင်းတို့တွေကတရားဝင်ဖွင့်ပြောမှသူတို့တွေပြန်ပြီးဖြေပေးလို့ရမှာပေါ့အဲ့ဒါဟုတ်တယ်သူကသူတီဗီသားဆိုပြီးတော့နှိမ့်နေကြတာဟုတ်တယ်မင်းတို့ကခက်တော့တာပဲပြောစရာရှိအောင်မင်းကဖွင့်ပြောလိုက်တော့လေတော့ကြမင်းတို့ဖွင့်မပြောခင်အဖိုးကြီးတွေတီးသွားလို့ခဲလေတည်းမြပဲရင်ဝါဖြစ်ကုန်အောင်ပဲဟုတ်တယ်ဟုတ်တယ်လို့မနေနဲ့ပြောစရာရှိအောင်မင်းပြောလိုက်တော့ကောင်မလေးတွေကိုကိုယ့်ရဲ့ရောက်အပိုင်ကြိတ်ထားဒါမှအဖိုးကြီးတွေကမင်းတို့တောက်ချလို့မရမှာရှင်တို့ကိုပြောစရာလေးရှိကြီးစားစကားပြောမလို့မလားဘလို့လို့ပြီးသိရတော့သိတာပေါ့စပိုင်ကင်မရာထဲမှာရှင်ပြောနေတာနေ့တိုင်းကြားနေရလေအဲ့ဒါရှင်တို့ကကိုယ့်အကူသိတာလေဟိုကိုယ့်ဘက်ကတရားဝင်ဖြစ်သွားအောင်ပြောမှပြောရသေးတာကဲပါပြောပြီးပြီပဲထားလိုက်ပါတော့အဓိကပြောရမှာဖြူလို့မဟုတ်ဘူးနော်ဒယ်ဒီကိုပြောရမှာမဲသေးသေးဘာဟိုကိုချစ်တာဖြူလို့ချစ်တာလေဟိုဖြူလို့ရဲ့ဖေကိုချစ်တာမှမဟုတ်တာသူ့ဘာကိစ္စပြောရမှာတော့ဒယ်ဒီကိုရေးစားစကားပြောခိုင်းနေတာမဟုတ်ဘူးလေဒယ်ဒီမသိသေးရဲ့ရှင်ရဲ့ဘဝအမှန်ကိုဖွင့်ပြောခိုင်းနေတာဝတ်မခံနိုင်ပါဘူးဘာဖြစ်လို့လဲ
မပြရမလဲကိုကပိုးဖေးတင်တယ်လို့တတိတယောက်မဟုတ်ဘူးလေသဘောမတူဘူးလို့လုပ် သဘောမတူမှာတော့တရားရခိုင်အောင် ဟောဒါနဲ့မြဝန်ခံခိုင်းနေသေးတယ်ကွာဘာလို့ဝန်ခံခိုင်းနေလဲ ရိုးသားစီခြင်းလို့ ရိုးသားစေချင်လို့ ဟုတ်တယ်လူတစ်ယောက်မှာပညာတတ်တာမတတ်တာစင်းရဲတာချမ်းသာတာအားလုံးကလုပ်ယူလို့ရတယ်လူတိုင်းရလိုချင်ပြီးလူတိုင်းမှာမရှိတာရိုးသားမှုတဲ့အဲ့ဒီရိုးသားမှုလေးကလူတစ်ယောက်မှာရှိနေအဲ့ဒီလူကတန်မိုးရှိရလူပဲတဲ့ ဟုတ်ဘယ်လိုကောက်ပြီလေအဲ့ဒါဆိုရင်ပိုးအဖေစီမှာဟိုရိုးရိုးသားသားဝန်ခံလိုက်တော့နော်ဝန်ခံလိုက်တော့မှလူလိန်ဆိုပြီးတော့ကိုတောက်ချလိုက်မှလုပ်မယ်အဲ့ခါကျရင်ပိုးနဲ့ကိုနဲ့တက်တက်လုံးဝေးရတော့ နီးချင်းဝေးချင်းကကာယကံရှိဖြစ်တဲ့ဘိုးဦးဆုံးဖြတ်မှာပါအရေးကြီးတာကအဖေစီမှာအမှန်တိုင်းရိုးသားသားဝန်ခံမှုပဲ Call me. Okay. အေးဟိုကျွန်တော်အန်ကဲကိုလေဟိုပြောစရာတစ်ခုရှိပါတယ်ပြောစရာဆိုတာထဲဝန်ခံစရာလို့ပြောရင်ပူမှန်ပါလိမ့်မယ်ဒီလိုပါကျွန်တော်လေအန်ကဲထင်နေသလိုတထေးတယောက်မဟုတ်ပါဘူး မော်ရီယာမနောက်နဲ့ကွာအငယ်မောနေတော့မရနိုင်ဘူးကွာမင်းကလေ ကျွန်တော်နောက်နေမှာမဟုတ်ဘူးဗျကျွန်တော်တကယ်ပြောနေတာ နောက်နေတာမဟုတ်ဒါဆိုရင်မင်းအန်ကဲစစ်ကိုစမ်းနေရပါလား ဟိုအန်ကဲစစ်ကိုကျွန်တော်စမ်းတာမဟုတ်ပါဘူးဗျကျွန်တော်တကယ်အတီးပြောနေတာပါဟိုကျွန်တော်အန်ကဲထင်သလိုတထေးမဟုတ်ပါဘူးဟိုကျွန်တော်ဘွားအမှန်ကိုဝန်ခံရမယ်ဆိုလေကျွန်တော်ကကားရေစေးစီလိုက်မှကျွန်တော်လုပ်တာပါဗျာ ဟာရီယာအန်ကဲကျန်ဒီမှာအန်တိုယိုမဟုတ်အန်မရှိလို့အန်အသစ်စိုက်တာသဘောပေါက်တယ်နော်အဲ့ဒီစလုံးနဲ့အန်ကဲကိုလာမလို့နဲ့တောက်ချလိုက်မယ်နော်ဒီမှာမင်းကဟိုကောင်မလေးပေါ်မှာတိုင်ဟောစင်မကုန်ဘူးအန်ကဲသမီးကိုမချစ်နိုင်လို့မယူချင်တာနဲ့ငါ့ကိုဂျင်းလာထက်ဟလားအန်ကဲအဲ့လောက်မတုံဘူးလာမလို့နဲ့ဟာလေမင်းကသမီးမင်းကိုမချစ်မှစိတ်ပူမပူစမ်းပါနဲ့ကွာအပွေးမြင်အပင်သိတယ်တဲ့အပင်ကိုသိဖို့မျက်လုံးဖွင့်ပြီးကြည့်စရာတော့မလိုအန်ကဲကမျက်လုံးလေးမိတ်ပြီးမင်းနားမှာနေလိုက်တော့တထေးနံတစ်ထောင်းထောင်းထားငါသမီးကမင်းလိုယုံမျိုးမင်းလိုပိုင်ဆိုင်မှုမျိုးမကြိုက်ဖဲနေမလားအဲ့ဒါဒီခေါင်းနဲ့ထည့်မနေနဲ့လာတော့မယ်အာ မင်းငါ့ကိုငါသမီးများမှတ်နေတာဟမ်မင်းအကြည့်တယ်ဆူးရှက်လိုက်တာကွာငါတော့မနေတတ်မထိုင်တတ်ဖြစ်နေ မဟုတ်ပါဘူးဒေဒီရဲ့ဟိုကျွန်တော်ဒေဒီကိုပြောမယ်စကားလေးကိုလေအဲ့ဒါပြောတဲ့မပြောတဲ့စဉ်းစားနေရပါ အမလင်ငါသားရေပြောစရာရှိတာမျိုးစကားပလင်ခံနေတယ်ကဲပြောတာရှိတာပြော ဟုတ်ကဲ့ပါတယ်ကျွန်တော်ဒီစကားကိုလေရှေ့မျက်နှာနောက်ထားပြီးမျက်နှာပို့နေပြီကျွန်တော်ပြောအောင်ပါပြီးတော့ဒေဒီရဲ့သမီးထိတ်ထားကလေးကနုနုထင်းရလေဒီအကြောင်းကိုဒေဒီကိုကျွန်တော်ကိုယ်တိုင်ပြောလိုက်ပါဆိုလို့ကျွန်တော်ပြောအောင်ပါဒီ မင်းတို့ခင်းလူငယ်တွေတဲတော့ပါလားကွာငါသမီးကပဲအညာလွယ်တာလားမင်းကပဲစွမ်းတာလားမသိဘူးဟာလေကွာမကြခင်မင်္ဂလာဆောင်တော့မှာပဲတချို့ဆိုရင်ဘိုက်6လနဲ့တော့မင်္ဂလာဆောင်တာအများကြီး ဒေဒီဟမ်ဘာစကားတွေပြောနေ မင်းမကူနာမျက်နှာပူပူနဲ့ရှင်းမျက်နှာနောက်ထားပြီးပြောမယ်ဆိုအဲ့စကားမဟုတ်ဘူးလား မဟုတ်ဘူးကျွန်တော်အဲ့ကိစ္စကိုပြောမှာမဟုတ်ဘူးဒီလိုပါဒေဒီကျွန်တော်ကဒေဒီထင်တာလို့မျိုးတတိသားတယောက်မဟုတ်ဘူးဆိုတော့ကျွန်တော်ဒေဒီကိုပြပြချင်လို့ပါ မင်းကွာလူကြီးကိုလာနောက်နေတယ်ဒီမှာစင်းရဲသားရောက်စောင့်ပြီးတော့အချစ်စစ်အချစ်မှန်ကိုရှာတယ်ဆိုတာရုပ်ရှင်တွေထဲမှာပဲကြည်ကောင်းတယ်ပြင်မှာကြည်မကောင်းဘူး ဒေဒီမဟုတ်ဘူး နေသားပါကွာဒေဒီသမီးလေးကလည်းမင်းကိုချစ်မှာပါမင်းဘာပြောပြောဒေဒီကတော့မယုံလေးချမယုံဘာဖြစ်လို့လဲဆိုတော့ငါသားလေးမျက်နှာလေးကလေနေရင်ထိုင်ရင်နဲ့အော်တိုနှစ်စသတိသားရုပ်ပေါင်းနေတာတကယ်လား တကယ်ပေါ်လို့ ဖေရဝန်ခံပြီးပြီဆိုတာသိကြတယ်နော် အိုးသိကြပါတယ်သိကြပါတယ်သူကလုံးဝကိုမယုံတာ ဖေကလည်းကွာခတ်တာပဲအမှန်တိုင်းဝန်ခံညာဘာဖြစ်လို့မယုံကြည်ရလဲပြဿနာပဲ ဟုတ်တယ်ပြဿနာအဲ့ပြဿနာကိုပြဿနာမဟုတ်တော့ဘူးသူပြဿနာဖြစ်သွားပြီပိုးဖြစ်စေခြင်းတဲ့တိုင်းကိုဘက်ကပိုးဝင်လင်းသူဝန်ခံပြီးပြီယုံတော်မြင်တော့သူ့အပိုင်းပဲအဲ့တော့ပိုးကပိုးအပိုင်းပိုးတောင်းဝင်ယူ
ပိုးကဘာတောင်းဝင်ယူရမှာလဲ ဟုတ်ပေါ့ အာ မနေပါနဲ့တော့တကွက်တဲ့အပြီးပေါ့ဒဲတာရိုက်လိုက်တော့နော်ဟင်းမနေပါနဲ့ပို့ရဲ့ကိုပို့ကိုတကယ်ချစ်တာပါကိုချွတ်လက်ခံပြီပါနော်ဟုတ်ကိုပို့နဲ့မိုးရချင်လို့ပါဟောလို့ ဟုတ်ပါ ပို့ရလေပို့လက်မခံဘူးကိုဒီဘောခုံချလိုက်မှာနော် ပြီးရော ဟာပို့လေအဲ့ဒါဟိုခုံချဖို့တခုံလိုက်ရှာနေအောင်မယ်ကဲပို့ရဲ့ဖြည်းဖြည်းလိုက်ပါနော်ဟောလို့ လွန်ရင်အဖြစ်ပေးမယ် ဖြည်းဖြည်းမှတော့မယ် ချစ်တယ် တကယ်လား တကယ် ဟာဝမ်းတော့ပို့ရဲ့ဝမ်းတော့တော့ မလို့လို့မလို့ပါဘူးဆို ဘေးဝိုင်းကြီးနေရှက်မရှက်ဘူးလား မရှက်ပါဘူး ရှက်မရှက်မှမဖြူအောင်ရှက်တယ် ရှင်ကိုဖြည်းဖြည်းလေးနော်ကိုချစ်တယ်လို့ပြောနော် နော်ကျမ online မှာနော် အော်ရင်အော်လို့ကတော့ကိုကလည်းအော်ပါလေ ဘလို့အောင်မလဲ ဟောဒီမှာကျွန်တော်အော်ကိုဖြည်းဖြည်းလေးနော် စိတ်ပါလား ဟာလေကိုမချစ်ဘူးလား ကောင်းလေးပါလေးနည်းနည်းပါတုံနော်ကိုလူနုံရဲ့မိန်းကလေးတယောက်ကတကယ်မချစ်ပဲနဲ့ကိုလည်းကိုအဲ့လိုပေးကံပါမလားလို့ အော်အဲ့လိုလားဒါဆိုကိုချစ်တယ်ပေါ့နော်အဲ့ဒါပီရမွတ်တော်ပြစ်နေလို့ပါ အဲ့ဒါတော့ ပြစ်နေတယ်လို့ကြပါဒီလိုထိုင်ကြပါထိုင်ကြ မင်းတို့ကကြီးကြီးငါတို့ဖုံးဆက်ပြီးဒီဆိုင်အောင်ချင်းအောင်ဘလောက်တောင်ရေးကြီးနေ လူချင်းမင်းတို့ရဲ့ဂုံတိတ်ခါအတွက်အရေးကြီးတယ်လူချင်းမင်းတို့သမီးတွေရဲ့ဘဝအတွက်အရေးကြီး မင်းစကားပြောတာကြီးကျယ်တာငါတို့ရဲ့ဂုံတိတ်ခါတွေရောငါတို့သမီးတွေရဲ့ဘဝတွေဒီသမောအဲ့ဒါမင်းနဲ့ဘာဆိုင်လို့ လူချင်းမင်းတို့ရဲ့သမီးတွေလင်းဆန်ရွေးလင်းခွေးနေငါဒီမှာလူချင်းမင်းအကျုပ်တူလေးနေအမွှားကြီးကိုဒါကိုလူချင်းမင်းတို့ကကျုပ်တူနှစ်ယောက်ကိုပလစ်ပြီးသူများချင်းထဲတာခံနေရတာဟဲ့အဲ့ဒါငါတို့အလုပ်မင်းတို့နဲ့မဆိုင်ဘူးလို့ပြောပြီးသား ဟာကောင်းလိုက်တဲ့စကားကွာဒီမှာမင်းနဲ့ငါတစ်သလုံးလူချင်းမတည့်ဘူးနဲ့ဒီနေရာမှာတော့အမြင်ချင်းတဲ့သွားပြီရဖျောင်းနေငါတို့ရဲ့သဘောထားအမှန်ကိုသိပြီနော်မင်းတို့လက်တော့ မနစ်တယ်ဘူးဗျာခင်ဗျားတို့ကြုတ်တို့ပြောတဲ့စကားကိုငါ့ကိုနားထောင်ခင်ဗျားတို့သမီးတွေအတွက်ရှေ့တမဲ့ဂုရှေ့တမဲ့ဆိုဟောရီယာအမွှားတယောက်ကလွယ်ဘသူရှိအောင်မှာဘောကတော့နော်ကျွန်တော်ပေါက်တယ်နော် ဒါနဲ့ဒိန်းနဲ့ခဏလေးခွဲလိုက်ပါတယ်ကွာခွေးဝဲသားမှန်ပြီးတာအစားခံနေရတယ် လက်မယွန်းဆိုတဲ့ငါလဲလေလူတယောက်ကိုတတ်ဖို့လက်မယွန်းမယ်လေခွေးဝဲစားကိုရိုက်ရမှာလက်တွန့်ယွန်းရောင်းနေငါတို့ဒေါသမထွက်ခင်မင်းတို့လက်တော့ ဒီမဲ့လူချင်းမင်းရှေ့တလန်းတိုးကိုနောက်ခြေတလန်းဆုပ်တာကတရိษံဆင်းဆင်မလူဗျလူဆင်တော့မှနောက်ခြေတလန်းဆုပ်ရှေ့ကိုပဲတိုးအဲ့တော့လူချင်းမင်းတို့ကျုပ်တို့ပြောတာနားထောင်ခေါင်းငိမ့်လိုက်ပါ အတားမင်းတို့လည်းရှင်းအောင်ပြောလိုက်မယ်ငါဆိုတဲ့လက်မယွန်းရလဲလေနောက်ဆုံးဖို့နေတာနောက်ကိုလှည့်မကြည့်တတ်တဲ့ကောင်မျိုးကသဘောပေါက်လား လူချင်းမင်းတို့နောက်လှည့်ကြည့်ဖို့တော့တက်တယ်မကြည့်ဘူး ကြည့်လိုက်ပါ မကြည့်ဘူးကွာ ကျဲဘလို့လဲလူချင်းမင်းတို့သမီးနေအောင်နဲ့ကျုပ်သူနေအောင်နဲ့သဘောတူပြီလားမတူဘူးလေရနေဒီလိုဆိုင်လိုက်အဆိုင်လိုက်လည်းပြေးလိုက်အဲ့ရလည်းပြေးလိုက်တယ်မှာကွာ ဖေးတော့အိုင်ကနေလို့တာ ဒီရတယ်ဗျာကားကိုပြန်မလားလဲစောက်နေတာတော်သေးတယ်ကျွန်တော်ရောက်တယ်စောပြီလို့ ကိုသားပဲဗျာဒိန်တို့ကအဲ့လိုအပြင်းလေးချက်ကြောင်မကိုးသားမှာလေ ပြလျှောက်သွားတာမဟုတ်ပါဘူးကွာသူတို့ဖုံးဆက်ပြီးချိန်လို့လာတာကွာ ဒီနေ့ကတော့တကယ်ကိုဘဝမှာမမိတ်နိုင်တဲ့နေတူနေမြတ်မင်္ဂလာအရှိဆုံးနေ့တစ်နေ့ပဲညီလေးဟမ် ဟုတ်တယ်ကိုကြီးကျွန်တော်တို့လည်းလေလူမန်းသိတဲ့လူကစပြီးတယောက်နဲ့တယောက်အပြိုင်ဆိုင်တိုက်ခိုက်ပြီးတော့တောက်ချလာခဲ့တာဒီလိုငိမ့်ငိမ့်ရလိမ့်မယ်လို့မထင်တာဘူး အေးငိမ့်ငိမ့်ရေးဆိုတာယုံကြည်မှုနဲ့တိဆောက်ရတာညီလေးတယောက်ကိုတယောက်တကယ်ယုံကြည်မှုရှိမှငိမ့်ငိမ့်အစ်ရဲ့အနှစ်ရတော့ခံစားရတာညီလေးကကိုကြီးကိုယုံကြည်ရ ဟာကိုကြီးကလည်းကိုကြီးပဲယုံတာဗောဗျာ ဟာကိုကြီးလည်းကိုညီလေးကိုယုံတာဗောညီလေးတော်သားမောင်ညီလေးမလေး
တို့ညီကိုနေအဲ့လိုမဖက်ရတော့တော်တော်ကြာသွားပြီနော်ဟာညီလေးဟာအကိုကြီးတော့လေတကယ်ကိုဝင်းတာတယ်မင်္ဂလာရှိဆုံးနေ့ဒီနေ့ကမင်္ဂလာရှိဆုံးနေ့မှာဒီတဲ့မင်္ဂလာရှိတဲ့ကိစ္စလို့ကိုကြီးကပြောချင်သေးတာညီလေးကိုကြီးပြောညီလေးနားထောင်ပါဗောအေးကိုကြီးပြောမယ်ဒီလိုညီလေးရဲ့ဟိုညီလေးနဲ့ကိုကြီးမှာအကောင်းစားတက်မဲ့တွေတယောက်စီပန်ရတယ်မလားဟုတ်တယ်လေကိုကြီးအဲ့အကောင်းစားတက်မဲ့တွေနဲ့ကျွန်တော်သမီးနဲ့ညာမဆိုလို့လိုက်နှောက်ရှက်နေတဲ့လူတွေအများကြီးအဲ့ဒါကိုအကိုကြီးစိတ်ပူနေတာဒီမှာအဲ့အနှောက်ရှက်တွေကအမြင်ဆုံးကင်းဝေးသွားအောင်လို့ဒီလိုလုပ်ရင်ကောင်းလားဘယ်လိုလုပ်ဟိုညီလေးရဲ့သမီးကိုကြီးရဲ့တူမလေးရဲ့ကိုကြီးရဲ့သမီးညီလေးတူမလေးရဲ့နေ့ကိုအတူတပြိုင်နဲ့မင်္ဂလာပွဲကိုကျင့်မလိုက်မကောင်းဘူးလားကောင်းတော့ကိုကြီးညီလေးလက်ခံတယ်ကိုကြီးဝင်းတာတယ်ဒါပေမဲ့တစ်ခုလို့ရှိတယ်နော်ညီလေးကအငယ်လေးအဲ့တော့ညီလေးသမီးကိုကိုကြီးသမီးတဲ့ကြီးကျယ်ခမ်းအောင်ညီလေးမင်္ဂလာဆောင်ဩညီလေးရလေကိုကြီးကညီလေးနဲ့ပူချမ်းသာလေညီလေးသမီးတဲ့ကိုကြီးကပူခမ်းအောင်လုပ်မှာဗောညီလေးရဲ့ပတ်စံရေးမရှိဘူးကိုကြီးသူတို့သမီးဝစ်စုံနေကြတော့ကျွန်တော်သမီးကချောတော့ပူခမ်းမှာအဲ့ဒါကြောင့်ကြီးကျယ်သမီးကပူချောတော့မင်းသမီးကမင်းနဲ့တူတာဘယ်လိုလုပ်မလဲမဲသေးပြီးဖြစ်နေမှာဗောကိုကြီးကလည်းချောပါလေချောပါဦးစက်တည်မရှိတာပါကွာမင်းကစကားပြောတာကြည့်ပြောတာမင်းလည်းခေါက်မလို့ပြောတာမြတ်ဟာမင်းတော့ပြအောင်မညီလေးရလေကိုကြီးစလုံးဒီလိုဆွဲနေကြတယ်ညီလေးစလုံးလည်းကိုကြီးဆွဲလာပဲခုနကကိုကြီးဒီလိုတော့ထုံးနေပြီလေညီလေးချင်းချောင်းချက်ရညီလေးကိစ္စကြီးဒီဆိုဟိုကိုကြီးတို့เนี่ยတကယ်အဲ့လိုပူပေါင်းငငါဘွယ်လုပ်မယ်နော်လုပ်ပဲကိုကြီးလုပ်အားလာပြီခရီးနော်ခရီးဘလို့လဲပါမင်းရဲ့ဇံမိုးကြီးလာတဲ့သမက်ပြီးပါတယ်အမေရိကနေခုချိန်ရောက်လာတယ်ပါမင်္ဂလာပွဲတော့ပြီးတော့မယ်နော်မင်းသမီးသမက်တွေရောအမေရိကမလာသေးဘူးလားဒါတော့မှခုနတည်းကဖုန်းဆက်တယ်နော်ဒါတော့မှငါ့ကိုလည်းခုနဖုန်းဆက်တယ်ရောက်တော့မယ်တဲ့လိုင်းနဲ့လမ်းမှာ KTV ဝင်ပြီးရက်တွေပါနေစက်နေလားပါကစားလည်းပြောတော့မယ်ပြင်းနိုင်တယ်မင်းသမီးသမက်တွေကလည်းဘယ်ဆိုင်ဝင်ပြီးတော့ကားရည်စင်းနေလဲမသိဘူးအမေရိကခမီးကမတ်တယ်လားမသိဘူးငါခမီးကမတ်ဟာဒီကောင်လေးဟဲ့လေမင်းတို့ကြောင်ကောင်းနေဟမ်ငါတို့မင်္ဂလာပွဲကိုလာဖြတ်တာလားဟုတ်လားဟာလူကြီးမင်းမင်္ဂလာပွဲကိုလာဖြတ်တာမဟုတ်ပါဘူးအဲ့ဆိုဘာကိစ္စနဲ့လားလူကြီးမင်းတို့ရဲ့ဂုံလေးရှိတဲ့မင်္ဂလာပွဲကိုကျွန်တော်တို့မင်္ဂလာသတင်းပါဒေသမောဘာမင်္ဂလာသတင်းလဲအဲ့ဒါလိုကလူကြီးမင်းတို့ရဲ့အဖိုးတသမက်ကလေးတွေရဲ့မိဘတွေကအမေရိကန်ကနေဒီမင်္ဂလာပွဲကြီးကိုကြောက်အောင်ချီးမြှင့်နိုင်တော့ဘူးမလာတော့ဘူးဟာသူကွာလူကြီးမင်းတို့ခဏလေးပါအဲ့လိုကြီးပြာမခတ်ပါနဲ့အဲ့လိုကြီးလည်းပြာခတ်စရာမလိုပါဘူးလူကြီးမင်းတို့ရဲ့ခမီးခမက်တွေကအမေရိကန်ကနေဒီမင်္ဂလာပွဲကိုကြောက်အောင်ချီးမြှင့်နိုင်တော့တဲ့အတွက်တောင်းပန်တဲ့ဗီဒီယိုဖိုင်လေးကျွန်တော်ပို့ထားပါတယ်အဲ့ဗီဒီယိုဖိုင်လေးကိုကျွန်တော်လူကြီးမင်းတို့လာပို့တာပါဒီဗီဒီယိုဖိုင်လေးကိုကြောက်ရောက်လာတဲ့ everyday ရှိမှာဖွင့်ပြလိုက်လို့ရှိရင်လူကြီးမင်းတို့ရဲ့ခမီးခမက်တွေကအမေရိကန်မှာနေတဲ့ဆိုတဲ့အကြောင်းဒီမင်္ဂလာပွဲကိုကြောက်အောင်ချီးမြှင့်နိုင်တော့တဲ့ဆိုတဲ့အကြောင်းကိုပြည်သက်တွေသိသွားရင်လူကြီးမင်းတို့မျက်နှာမပြတ်တော့ဘူးရှက်မပွဲတော့ဘူးလေရှက်မပွဲဒီမှာ project လည်းရှိတယ် project နဲ့ပြလိုက်မယ်ကြောက်တော့ခေါက်တော်ဘလို့ကြတာဒီမှာအားလုံးကကျွန်တော်လေးကြောက်လာကြတဲ့လေးစားခင်မင်ရတဲ့မိတ်ဆွေများခဏလေးနားတော့ပါခင်ဗျအခုလေဟိုကျွန်တော်တို့ရဲ့အကောင်းစားသမက်ကလေးတွေကမိလာတွေဖြစ်တဲ့ကျွန်တော်တို့ခမီးခမက်တွေကလေအမေရိကဆိုတဲ့နိုင်ငံကြီးကနေပြီးတော့ဒီကိုလာကနေမှမှုန်တိုင်းမိပြီးတော့လေကြီးကဘိန်းပေါက်သွားပြီးတော့ဒီကိုမလာပြတော့လို့တဲ့ကျွန်တော်တို့တောင်းပန်တဲ့ဗီဒီယိုဖိုင်လေးပြရပါတယ်ခင်ဗျဟုတ်ပါလားလေပြည့်တဲ့တွေကိုကျွန်တော်ပြချင်တာပါဟုတ်သဘောထားလေးရှင်းလင်းတော့မယ်ကြည့်လိုက်ကြအောင်နော်ကြည့်လိုက်ကြအောင်အလောအားပေးကြပါမယ်ဒီမှာကြည့်ရှိတော့ပြပါဟာဝေးကလှနော်တို့မျိုးတွေနေတဲ့နေရာတို့မျိုးတွေသွားလေအောင်
ဟာကျဒီကောသမက်ကီဒီမအရက်စက်ရက်စက်တော့တော်တာရက်စက်တော့ဒီမပြရလေအမနဲ့ဂျင်းတက်ခံပြီဒီကောင်ဟိုမှာကြည့်လိုက်ဦးမင်းသမက်ကိုကြည့်လိုက်ဦးဘာလို့ဟာရဲ့စင်ဘောရတဲ့ကလေးလေးဘီလိုဦးလေးပြေဖို့လာပြေလို့မယ်ဒီကြောက်တော့တောက်ချလိုက်မယ်တော်ငါသမီးလေးကိုမထိနဲ့ဟေးတန်ယုံဆိုဟာတလို့တောက်ချလိုက်မယ်နော်ဟေးမခေါ်တော့တောက်ချလိုက်မင်းလည်းအဲ့ဒီစင်းအောင်နဲ့တက်မလားနဲ့တောက်ချလိုက်မယ် ကိုကြီးမြောက်လုံးတောက်ချလိုက်